ဂျိုကာယာဟာတာမန်ထန်းချောင်းသားတယောက်ဖြစ်ပြီးအိမ်မှာမိဘနဲ့မရှိရတာလူရသည်ပြည့်ရမှာခါတိုင်းလိုကြီးထွနေပါတယ်တရက်တော့အချင်းထွနေတဲ့ဂျိုကာယာအိမ်ကိုတယောက်ကပေးလာတည်ပါတယ်ဘဲတရက်သူကတော့အိမ်ပေါ်တယောက်လိုဝယ်စားရတဲ့ကောင်မလေးတယောက်ဖြစ်နေပြီးသူ့ကိုဒီအိမ်မှာလောက်ခတ်နိုင်မလားလို့ပြောပါတယ်ဂျိုကာယာလည်းကောင်မလေးကိုအိမ်ထဲကိုငွေပေးလိုက်ရပြီးကောင်မလေးကတရားမဝင်ရစီတွေကိုရောင်းတဲ့သူဖြစ်နေမှာစစ်ပူနေပါတယ်ဂျိုကာယာကကောင်မလေးကိုအရင်ကဘာလုပ်တယ်လို့ဘူးလဲလို့ကောင်မလေးလည်းလောက်ကျန်တက်ခက်တာတွေလုပ်ဖူးတဲ့ကြောင်ပြောပါတယ်ဂျိုကာယာလည်းတုံးလုံးသွားပြီးနောက်နေရလာလို့မေးပေမဲ့ကောင်မလေးရဲ့ရုပ်တည်လုံးလို့ဂျိုကာယာလည်းလက်ပါပါတယ်ဂျိုကာယာလည်းကောင်မလေးကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့မိသားစုနဲ့တည်ရလာတော့မေးပါတယ်ကောင်မလေးလည်းဂျိုကာယာကသူ့သခင်သားရဲ့စံတီဝမ်ကိုရဲ့ဒုတိယအိမ်မှာတဲခုနေတဲ့သူရဲ့ညီဝဲလို့ပြောပါတယ်ဂျိုကာယာလည်းအဲ့ဒါကဒဇိမ့်တွေပဲလို့ပြောလိုက်မိပြီးကောင်မလေးကရုပ်တည်ဖြစ်သွားလို့ဂျိုကာယာလည်းဘာတွေလုပ်နေလို့မင်းနေပြီးစကားနဲ့ကြောင်းထွက်လိုက်ပါတယ်အဲ့နောက်တော့ကောင်မလေးလည်းဓာတ်တွေကိုဘလို့ကြတစ်ပင်မှာတိပြလိုက်ပါတယ်ဂျိုကာယာလည်းကောင်မလေးကအဆက်စင်တယောက်ဆိုတော့သိကြသွားလို့အင်ကိုပြန်မှုပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကောင်မလေးလည်းသူ့ကြောင့်အချင်းနေကုန်သွားဆိုတောင်းပန်ပါတယ်လို့ပြောပြလာပါတယ်ကောင်မလေးလည်းဂျိုကာယာပြောတာတွေကိုတင်ဆက်ထားရအနေငယ်စိတ်ညစ်သွားပါတယ်ရထားတစ်ဖက်ကိုကူတော့မှဂျိုကာယာကနောက်ကနေကြံခဲ့ရဲ့ချူတော်နေကိုတိုက်ပေးပါတယ်အဲ့ဒီချိန်ရုပ်တရက်ကားတစ်စီးရောက်လာပြီးတိုင်းပြီးတော့မလို့ဖြစ်လို့ကောင်မလေးကယူကရောက်အငြင်းကဲလိုက်ပါတယ်လူတွေကိုပဲတပ်ဖို့တဲ့အဆက်စီတယောက်ကဘဝမှာပထမဆုံးလူကိုပြင်းမိသွားပြီးစိတ်တွေမလျော့လှုပ်ရှားနေပါတယ်အဲ့နောက်ဂျိုကာယာကကောင်မလေးကြံခဲ့တဲ့ချူတော်လေးကိုပြန်မိလိုက်ပြီးကောင်မလေးလည်းသူ့နေနေရာစီကိုပြန်လာပါတယ်ဂျိုကာယာလည်းကြောက်တော့ရိုက်နေပြီးသူ့ရှိရတေးသေးသွားနေတဲ့ကောင်မလေးကိုသူ့ရဲ့အတွက်တန်းရှိခဲ့လို့ရကူပေးနိုင်မလားလို့ပြန်ပြောလိုက်ပါတယ်ကောင်မလေးကဂျိုကာယာပြောတဲ့စင်းစရာဆိုတာကလူတွေကိုထင်မှတ်နေပြီးလက်နဲ့တွေကိုထုံနေပါတယ်ဂျိုကာယာလည်းစင်းစရာဆိုတာကအမိုက်တွေကိုပြောတာချစ်တဲ့ကြောင်ပြောရပါမယ်ကောင်မလေးကတော့အဲ့အမိုက်တွေထဲမှာအလောင်းတွေရှိနေရတာလို့ပြန်ပြီးနေပါတယ်ဂျိုကာယာလည်းအမိုက်တွေကတာမန်အမိုက်တွေတာဖြစ်ပြီးဒီတိုင်းပုံမှန်အိမ်ပေါ်တရားလိုလုပ်ပေးနိုင်မလားလို့ပြောပါတယ်အဲ့ဒါကြောင့်ကောင်မလေးလည်းနားလည်သွားပြီးအိမ်လုပ်တွေကိုစောက်လုပ်ပေးမယ်ပထမဆုံးလုပ်ပြရဖြစ်လို့အလဲလက်ဖြစ်နေပါတယ်အင်ဖော်မာလေးလည်းသူ့ကိုယူကာယာကစိတ်ဆိုးမယ်လို့ထင်လိုက်ပေမဲ့ယူကာယာကတော့ကောင်မလေးကပထမဆုံးချိန်ဒီလိုတီကိုလုပ်ဖူးတော့သိတော့သူလည်းကူလုပ်ပေးရင်သိပေးမယ်လို့ပြောပါတယ်ခဏကြာမှတော့အေကန်ကိုတန်ရှိလို့လုပ်ပြီးသားပြီးပုံမှန်ဆိုတဲ့ချောင်းတော်မရွေးချင်တဲ့ယူကာယာကအပေါ်စီးတဲ့ကြောင့်တန်ရှိလို့လုပ်ပြီးသားပြီးကောင်မလေးကိုလည်းကျေးဇူးတင်နေပါတယ်အချိန်အားဖြင့်ည9နာရီကိုလည်းရောက်သွားပြီဖြစ်တဲ့ကြောင့်အခုချိန်ဒီဘာမှမချက်ရသေးလို့အိမ်ဖော်မာလေးကိုညှင်းချက်တက်လာလို့မေးကြည့်ပေမဲ့ညနေချီအောင်လည်းမချက်တိုင်မှသိလိုက်ပါတယ်ဒါပေမဲ့ယူကာယာမှာအတွေ့ဝဲထားတဲ့ဝန်သားကြော်ရှိနေရကြောင်းကောင်မလေးကိုညစာမစားခင်ကြေးသွားချိုးဖို့ပြောပါတယ်အေကန်မှာထိုင်ဆောင်နေတဲ့ယူကာယာကသူဖက်ဖူးတဲ့မန်းကနေရလို့ကောင်မလေးကပုံမှန်နဲ့ထွက်လာမှစိုးရိမ်နေပါတယ်ဒါပေမဲ့ကောင်မလေးကတတရက်ထွက်လာလို့တခုခုဆုံးရှုံးသွားသလိုခံစားနေရပါတယ်။ဂျိုကာယာနဲ့ညစာပြင်မှုအတွက်ကောင်မလေးကိုကော်ဖီတော့လှီးခိုင်းနေပါတယ်။ဓာတ်ခိုင်ကြောခြင်းနဲ့ကောင်မလေးလည်းကော်ဖီတော့ကိုလေပေါ်ညှောက်လိုက်ပြီးအသားလေးထိပြလိုက်ပါတယ်။ဂျိုကာယာလည်းလှီးထားတဲ့ကော်ဖီတော့တွေကိုပို့ဆိုင်ချပြီးဝတ်သားညက်ကြော်ကိုထည့်ဖို့လုပ်နေပါတယ်။အိမ်ကောင်မလေးတော့ကတော့အစားအစာဆိုတာကအသက်ရှင်မှုတော့စားတာဆိုတာပဲသိပြီးဝတ်သားညက်ကြော်ကိုတော့ညီပူတဲ့ပုံပေါ်ပါဘူး။ကောင်မလေးကမလောက်မှဆိုလို့ယူကာယာကိုအရင်စားခိုင်းပြီးယူကာယာကတော့တဝက်စီခွဲလိုက်တပွဲတင်လိုက်ပါတယ်။ယူကာယာလည်းကောင်မလေးကိုနာမည်ဘယ်လိုခေါ်လဲလို့မေးကြည့်နေ။အိမ်ကောင်မလေးလည်းသူ့နာမည်ကနာမည်မရှိကြောင်းနဲ့ကျတဲ့လိုခေါ်လို့ရအောင်။အရင်ကတက်ခင်တော့ကလည်းသူ့ကိုကျတဲ့လိုခေါ်တဲ့နေရာထိတဲ့အကြောင်းပြောပြပါတယ်။ယူကာယာလည်းကောင်မလေးကိုအိမ်ကောင်မလေးလိုပဲခေါ်မယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးလည်းဝတ်သားညက်ကြော်ကိုစားကြည့်နေပြီးယူကာယာလည်းဘယ်လိုနေလဲလို့မေးနေပါတယ်။ကောင်မလေးလည်းအရသာအပေါ်မှာဖြစ်ပြီးဒါပေမဲ့သူအရင်စားခဲ့တဲ့ခါလေးတွေဒီကနွေရွက်တဲ့လိုခံစားရအောင်ပြောပါတယ်။ကောင်မလေးကဝတ်သားညက်ကြော်ကိုဒီတိုင်းစားပြီးယူကာယာကတုကဆော့ကိုတွေ့စားကြည့်ဖို့ပြောပါတယ်။ကောင်မလေးလည်းတုကဆော့ကိုထိလိုက်ပြီးစားကြည့်နေတာဒီတစ်ခါမှတော့အရသာတွေ့ပြီးဆော့ကိုကြိုက်တာပါတယ်။ဒီလိုနဲ့အိမ်ရဝင်လိုက်ကြပြီးအိမ်မက်ပြီးနိုးလာတဲ့ယူကာယာကဘိုက်ဆာလိုအောက်ထပ်ကိုဆင်းလာပါတယ်။အဲ့မှာဆော့ရဲခိုးစားနေတဲ့အိမ်ပေါ်မလေးကိုတွေ့ပြီးကြောင်လာပါတယ်။ယူကာယာလည်းကောင်မလေးကသူ့တို့မျိုးဘိုက်ဆာနေမဲ့တည်ပြီးအသေးစားဟော့ပေါ်လေးကိုလုပ်ပြလိုက်ပါတယ်။ကောင်မလေးလည်းမုံကိုဆော့ရဲတို့စားနေပြီးတုကဆော့ကိုအရန်နေကြိုက်နေပါတယ်။အိမ်ပေါ်မလေးလည်းယူကာယာကိုအိမ်မှာဆော့ရဲမဲ့ပြီးနိုးလာလိုက်လို့ပြီးယူကာယာလည်းဟုတ်တယ်ကြောင့်လည်းညင်သားသေးတယ်လို့ပြောပါတယ်။အိမ်ပေါ်မလေးလည်းယူကာယာရဲ့အခန်းထဲကအတန်ကြာလို့အချင်းပြသွားတဲ့အကြောင်းကိုပြောပြပါတယ်။ကောင်မလေးလည်းသူလည်းအိမ်မက်ပြီးနိုးလာတာဖြစ်တဲ့အကြောင်းနဲ့အိမ်မက်ထဲမှာတုကဆော့ဘူးကြီးကိုတွေ့လို့စားဖို့လုပ်နေလို့တက်လို့လာတဲ့အကြောင်းကိုပြောပြပါတယ်။ဒါပေမဲ့ဒါသူ့ရဲ့ပထမဆုံးကောင်းတဲ့အိမ်မက်ဖြစ်ပြီးပုံမှန်ဆိုလူသက်တာတွေလောက်ပဲမက်လေးရှိကြောင်းပြောပါတယ်။ကောင်မလေးလည်းယူကာယာကိုကူညီကြည့်ပေမဲ့သူဘယ်လိုကူညီရမလဲမသိရကြောင်းစိတ်ညစ်နေကြောင်းပြောပါတယ်။ယူကာယာလည်းသူကငယ်တွေကအိမ်မက်ဆိုးတွေကိုမက်လေးရှိပြီးသူ့မိရဲ့ဘောပေါ်မှာမေးရရင်ပြန်အိတ်လို့မရကြောင်းပြောပါတယ်။အဲဒါကြောင့်ကောင်မလေးကသူ့ရဲ့ပေါမောကိုလာဖို့ခေါ်ပြီးပဲအရွယ်ရောက်နေပြီဖြစ်တဲ့ယူကာယာတော့ညှင်းလိုက်ပါတယ်။ကောင်မလေးလည်းယူကာယာအနေနဲ့လို့သူ့ကိုယ်သူမကောင်းစိတ်ဝင်လာပြီးအိတ်ဆက်လာပါတယ်။ဒါပေမဲ့အဲ့ဒီအိတ်ဆက်မှုတွေကိုယူကာယာကသူ့ပေါမောမှာအိတ်ပေးလိုက်ပြီးချက်စီးပစ်လိုက်ပါတယ်။ယူကာယာလည်းနူးတဲ့စလို့ခါစားလိုက်ရပြီးကောင်မလေးလည်းခက်တယ်နူးတဲ့စလို့ခါစားလိုက်ရပါတယ်။နောက်နေ့ဖက်နဲ့မှာတော့ကောင်မလေးကအမိုက်တွေကိုအသေးလေးတွေစစ်ပြီးထနဲ့လောက်ချုံလာပါတယ်။အမိုက်တီးဖို့ယူကာယာနဲ့တူအိမ်ရှိကိုထွက်လာတဲ့အချိန်မှာတော့လန်တီတာနဲ့ခွေးတဲ့ကောင်ကိုတွေ့သွားပါတယ်။အရင်ပိုင်းကြီးကခွေးလေးတွေဆောက်လဲထားခဲ့ပြီးစားထဲမှာတော့ဒီခွေးလေးအကောင့်သေးမဲ့ပြီးဝဲခဲ့ပေမဲ့ခုလောက်ကြီးကြီးလာတာကြောင့်အင်းလက်မခိုက်လို့ပြစ်ထားမိတဲ့အကြောင်းရေးထားပါတယ်။ယူကာယာလည်းပူတီးနဲ့ရတဲ့လူကြောင့်ခွေးလေးကိုပြစ်မှတ်ထားလိုက်မယ်မွေးဖို့လုပ်နေပါတယ်။ကောင်မလေးကတော့ဒလေးဆက်နေရဲ့ပင်ကိုပီဇာရဲ့အသက်80ညညနေမယ်ဆိုရင်ဘင်ငယ်ရဲ့အသက်ရှင်နေတဲ့အကြောင်းပြောပြပါတယ်။မလူအပက်ကဲတဲ့တက်တွေကနောက်ချိန်မှာကဲလိုက်ပြီးလို့နောက်နိုင်ရတဲ့အကြောင်းပြောပြပါတယ်။ယူကာယာကတော့မနေ့ကသူ့ကိုကဲတာကတနာလို့ပုံလာလို့ပြောပါတယ်။ရသည့်ရှိမှာကဲနိုင်မဲ့ရတာရှိရင်ခန္ဓာကိုယ်ကအလိုလျော့ရွေ့သွားတာကလူသားတွေရဲ့ဝမ်းနည်းတိဖြစ်တဲ့အကြောင်းပြောပြပါတယ်။အဲ့နောက်ခွေးလေးကိုအိမ်ထဲခေါ်လိုက်ပြီးကောင်မလေးကတော့ခွေးကိုလန့်နေပါတယ်။ယူကာယာကကောင်မလေးကိုခွေးကိုကြိုက်ကြည့်မလားလို့ပြောပြီးကောင်မလေးကတော့အဝေးနေရာကိုပဲရွေ့သွားပါတယ်။သူဒီလိုကြောက်နေရတဲ့အကြောင်းရင်းကလည်းသူငယ်ကသူ့ရဲ့စီကကျန်တဲ့ခွေးငယ်နေရှိတဲ့တောင်ပေါ်မှာလေးချင်းဆိုတဲ့နာမည်ကိုတက်ပြီးပြစ်ထားခဲ့တာကြောင့်စိတ်ထင်ရသွားပြီးခွေးတွေကိုမထီရဲမကဲဖြစ်နေရဖြစ်ပါတယ်။ဒါပေမဲ့ယူကာယာကသူ့ကိုအတုံးမကြတဲ့သူအဖြစ်မနေသေးတဲ့ကြောင့်ခွေးကိုချီထားပေမဲ့ကောင်မလေးကတော့အချိန်မီပေါက်ခွေးနိုင်တဲ့ဘူးလုံးကိုကြိုက်ထားရတယ်လို့ခံစားနေရပါတယ်။ယူကာယာလည်းကောင်မလေးကိုခွေးရဲ့ပင်နေရာတွေကိုကြောက်တာလည်းလို့ပြီးကြည့်ပါတယ်။ကောင်မလေးလည်းချိုတဲ့တဲ့လက်သေးတွေရက်ဆက်တဲ့အဆွဲတွေနဲ့ဆူချတဲ့ညလုံးတွေကိုပြန်ပြောပါတယ်။ယူကာယာလည်းသူကဒီခွေးကိုမိုချီလို့ခေါ်တဲ့ဆက်မွန်းလိုပဲခံစားရကြောင်းပြောပါတယ်။အဲ့ချိန်ခွေးကကောင်မလေးကိုဖွက်ဖွက်လေးခိုင်းလိုက်ပြီးကောင်မလေးကတော့လိပ်ပြန်လွတ်မတဲ့ဖြစ်သွားပါတယ်။ယူကာယာလည်းခွေးကသူ့ကိုပါကန်နေလို့တခုခုဖြစ်တဲ့ချိန်ပြီးစေကန်းကိုသွားပြပါတယ်။စေကန်းရတဲ့တော့ခွေးတဲ့လိုရတဲ့ပစ္စည်းတွေကိုဝဲပါတယ်။ကောင်မလေးနဲ့ယူကာယာကအရင်ကြင်ရတဲ့သူပါနဲ့လို့ပြောပါတယ်။သူရဲ့ရင်လုံးတော့ခိုင်းတာကိုပဲအငင်းပြီးအောင်လုပ်ရပြီးအခုဒီလုံးမှာတော့အကောလုံးကသူ့တက်ပထမဝတ်ဆုပ်ကြည့်နေရကြောင်းအနည်းကြောက်ချုံးလို့ခံစားရကြောင်းပြောပါတယ်။လူရဲ့အရင်လောက်ကနေရာတစ်ခုရဖို့အတွက်အစမ်းကိုစူးစမ်းရတဲ့အကြောင်းနဲ့ဒါပေမဲ့ဒီလုံးမှာတော့ကဘာကြီးမှာလူတက်တဲ့ရာသီလည်းရှိသေးတယ်ဆိုတော့သိရကြောင်းပြောပြပါတယ်။ဒီလုံးမှာသူကအငင်းနဲ့မဲ့ကြာချုံနေလို့ဒီနေရာကသူနဲ့ရောထိုက်တိုင်နေလို့ယူကာယာကိုမေးပါတယ်။ယူကာယာလည်းပထမဆုံးမေးဟုတ်တဲ့တုန်းကအကြောက်ခဲ့အကြောင်းနဲ့ဒါပေမဲ့နောက်ပိုင်းရောက်တော့မကြောက်တော့ကြောင်းပြောပါတယ်။
ပထမဆုံးရာတွေကိုလုပ်တဲ့နေရာမှာကြာရှုံးတာတာမန်ဖြစ်တဲ့အကြောင်းနဲ့မင်းကကောင်းတဲ့ကောင်မလေးတယောက်ပါလို့ပြောလို့ informer လေးလည်းသူငယ်ကအမတ်တရကောင်းတွေကိုတင်သွင်းပြီးသွားပါတယ်။တင်ရောက်တဲ့ကောင်မလေးက copy လုပ်တွေကိုအရင်လိုဆက်စင်တယောက်လိုမလိတော့ပဲတာမန်လေးလိနေပါတယ်။အဲ့ဒီချိန်ခွေးကသူ့ကိုလာထိလို့လန့်တာပဲခွေးကတုံးရအောင်ညင်ပြီးပိုက်ချနေမှတီလို့ခွေးစာကျွေးလိုက်ပါတယ်။ခနာကောင်မရှိရဲ့တက်တိတွေကိုစုပြီးခွေးကိုကင်ပွဲကြောင်းတွေကိုရှုကရရောက်လာလို့မကန်ရဲပဲပြီးသွားပါတယ်။ရှုကရလည်းခွေးကိုအစာကျွေးထားလို့ကောင်မလေးကိုကျေးဇူးတင်နေပြီးခွေးကအဆန်မုန်းနဲ့အရန်တူတာကြောင့်အာဂီမိုချီတာလို့နာမည်ပေးလိုက်ပါတယ်။ကောင်မလေးက copy လုပ်တွေလိထားတဲ့အပြင်ခွေးကိုအစာကျွေးထားလို့အိမ်ပေါ်အလုံးမှာတောက်လာပြီးလဲလို့ချီးကျူးလိုက်ပါတယ်။ဂျိုကိုရရဲ့စကားကြောင့်ကောင်မလေးလည်းကျေနပ်ပြီးပြောပါပါတယ်။အဲ့ဒါကြောင့်ခွေးလေးကိုကန်ကြည့်နေပြီးမကြောက်တော့တာကြောင့်ချီပါချီထားလိုက်ပါတယ်။ညစာစားချိန်မှာတော့စော်ရဲတဲ့ကောင်မလေးကအစာဆိုင်ရဲ့စိုးအရန်ကောင်းကြောင့်လျောနေပါတယ်။ဂျိုကိုရကနောက်ထပ်ထိုက်ယုံမလားလို့မေးနေပြီးကောင်မလေးကတော့မယူတော့ပါဘူးလို့နေနေပဲခဏကတော့ဆန္ဒပြနေပါတယ်။ဂျိုကိုရလည်းကိုတိတ်တဲ့ຢာတွေကိုတကူအောင်ဆန်ပြီးထပ်ထောင်လာတာနဲ့တာမန်ရမယ်လို့ရှင်းပြပါတယ်။အဲ့ပေါ်မှာလေးကအာကီမိုချီထားလို့မကြောက်တော့တာကြောင့်သူ့ကိုတခုတောင်းဆိုလို့ရအောင်ပြောပါတယ်။အဲ့ဒါကြောင့်ကောင်မလေးသူ့ကိုလည်းနာမည်ပေးဖို့ပြောပါတယ်။ဂျိုကိုရလည်းနာမည်ပေးတဲ့ကောင်မလေးကိုဘယ်လမ်းမှမွေးရလေလို့မိလိုက်ပါတယ်။ကောင်မလေးလည်းသူ့မွေးရလောက်မသိပေမဲ့ဆန်ကြီးတွေလောက်ထက်အေးတဲ့ချိန်မှာမွေးရရှိတဲ့အကြောင်းပြောပါတယ်။ဂျူကီကလည်းကောင်မလေးကိုနှင်းလို့တိတ်ပေးရတဲ့ဂျူကီလို့နာမည်ပေးလိုက်ပါတယ်။ကောင်မလေးလည်းနှင်းလို့ကြတော့သူ့ရဲ့လောက်ရှင်ကပေးခဲ့တဲ့နှင်းလို့တိတ်ပေးရရှူလို့ခေါ်တဲ့သူ့ရဲ့ထူတဲ့သမားနာမည်ကိုသတိရပါပါတယ်။ဂျူကရကယူကီကိုသူကနှင်းနေကိုသဘောကျကြောင်းနဲ့သူတို့အကြည့်အေးတဲ့ပုံရပေမဲ့တကယ်နဲ့သူတို့မှလည်းလူရက်ရှိကြောင်းပြောပါတယ်။နှင်းနေဖုံးနေတဲ့ညီကွက်လက်အခုအစီသားကြည့်မယ်ဆိုရင်အစိကမခဲသွားပဲချိုင်အညောက်ထွက်လာတာကနှင်းနေမှလည်းလူရက်ရှိရပဲလို့ပြောပါတယ်။ဂျူကီလည်းဂျူကရကသူ့ကိုနာမည်ကောင်းလေးပေးလို့ကျေးဇူးတင်နေပြီးပြောနေပါတယ်။ဘရာသာတို့ VPN နဲ့ကြည့်မှပတ်ဆိုင်ရတာချင်လို့ကျွန်တော်ကိုပတ်ဆိုင်ရအောင်လို့နိုင်ငံရေးလို့ရတဲ့ VPN နဲ့ကြည့်ပေးကြပါဦး။ဒီဘက်မှာတော့ယူကီကခွေးလေးနဲ့ဆုံနေပြီးယူကိုရကလူငယ်စတိုင်းနားဖောက်ချင်တာကြောင့်ယူကီကိုလုပ်ခိုင်းပါတယ်။အချောင်းကတော့ယူကီနဲ့ကဝတ်ထန်တဲ့နေလို့အတွေ့အကြုံရှိရလို့ထင်နေရကြောင်းဖြစ်ပါတယ်။ယူကီလည်းနားဖောက်ပေးဖို့သဘောတူလိုက်ပြီးဒါပေမဲ့ယူကိုရကိုနားဖောက်ပေးတာကလူတက်တဲ့နဲ့တူတယ်လို့မနှောနိုင်ကြောင်းပြောပါတယ်။အဲ့ချိန်ယူကိုရရဲ့ညီမရီခိုကခွေးကြည့်ဖို့ရောက်လာပါတယ်။ရီခိုလည်းယူကိုရရဲ့အခန်းကတက်ရက်နေပြီးခွေးလေးကလည်းချစ်စရာကောင်းနေတဲ့ဒီနှလုံးနဲ့အိမ်ကူတယောက်ပါရှိတယ်လို့သူ့ကိုတေချာရှင်းပြခိုင်းနေပါတယ်။ယူကိုရလည်းသူ့ဖေးစီမှာခွင့်ပြုချက်တောင်းပေးတဲ့အကြောင်းနဲ့သူ့မိကိုတော့မပြောရသေးဘူးလို့ရီခိုကိုပြောပါတယ်။ရီခိုလည်းသူ့နဲ့မကိုအိမ်ကူမလေးကိုမိတ်ဆက်နေပြီးအိမ်ကူမလေးလည်းသူ့နဲ့မရယူကီဖြစ်ပြီးယူကိုရကိုယ်တိုင်ပေးထတာထိတဲ့အကြောင်းကိုပြောရပါတယ်။ရီခိုလည်းကျွမ်းကျင်မှုလည်းနည်းနည်းတောင်မရှိတဲ့သူကအခုလိုနာမည်ကောင်းလေးပေးတယ်လို့အံ့ဩနေပါတယ်။ယူကီကသူ့အရင်လောက်ကြတဲ့သမားလို့တော့ဟာတွေပါတယောက်တည်းနေပြီးယူကိုရကဝီကိုကြောက်တယ်မဲ့တယ်ပေမဲ့ဝီကိုကတော့အရန်သဘောကျနေပြီးယူဗီစီကလက်မှတ်တွေပါတောင်းနေပါတယ်။ယူကီလည်းလက်မှတ်ထိုးပေးလိုက်ပေမဲ့ဒီတိုင်းစာကြီးပဲရေးလိုက်တယ်လို့ထင်နေပြီးလက်ကြီးကလည်းရေးချက်မရှိတာကြောင့်ယူကိုရတို့ကထိုးစက်နေပါတယ်။ဒါပေမဲ့ယူကီကကဘာဘက်ပြီးလောလောရတာကြောင့်ဘာသာစကားဆန်တဲ့မျိုးလောက်ကိုတင်းနေချင်းပြောတတ်ပါတယ်။စာရေးတာကတော့ကောင်းကောင်းမသိဘူးလို့သူ့လက်မှတ်ကိုဝီကိုစိတ်ပြတ်သွားမယ်ထင်ပေမဲ့ဝီကိုကအရန်သဘောကျနေပါတယ်။ဝီကိုကသူ့ရဲ့နေရာတီပိတ်ရဲ့သူ့ဒေသနာအတွက်ယူကီအကြောင်းကိုလေ့လာဖို့စုံနေလိုက်ပါတယ်။ဝီကိုကယူကီကိုအဆက်စင်တယောက်ရဲ့ပုံစံကိုပြပေးဖို့ထပ်ပြီးယူကီကလည်းလက်ခံလိုက်ပါတယ်။အဲ့တော့ယူကီကဝီကိုကိုခေါင်းပေါ်မှာပန်းသီးတင်ပြီးတိကျဖို့လုပ်ပါတယ်။ခဏကြာမှတော့လေထဲကိုတက်သွားပြီးအင်ကြီးတွေကဓာတ်နဲ့ပန်းသီးကိုမှန်အောင်တိကျလိုက်ပါတယ်။ဝီကိုကဓာတ်ကိုဘေကနေထုတ်လိုက်တာလေလို့မေးနေပြီးယူကီလည်းအင်ကြီးတွေကနေထုတ်လိုက်တာထည့်တဲ့အကြောင်းနဲ့အရင်ကဆက်ကြောက်ကြောက်ထည့်တာပဲယူကိုရကညားတယ်လို့ပြောတာကြောင့်ငါးချောင်းပဲရှိတော့ကြောင်းပြောပါတယ်။ဝီကိုကဓာတ်ထည့်တဲ့နေရာတွေမှာမင်းနေလို့ယူကီလည်းအင်ကြီးတွေမှာတစ်ချောင်းနဲ့ခြေထောက်တိုင်းရိုးတစ်ခုစီမှာနှစ်ချောင်းလို့ပြန်ပြောပါတယ်။ဝီကိုကယူကီရဲ့ရင်းချက်စကေးပါကြည့်နေပေမဲ့ဟိမချက်တဲ့ယူကီကတော့ဂေါ်ပီတိုလီတာကိုပဲပြန်လိုက်ပါတယ်။အဲ့တော့လေးလေးစားသွားစားကြပြီးဝီကိုကနေရာတီပွဲတော်ပွဲစတာကိုတွေ့ပြီးပွဲတော်ကိုသွားချင်နေပါတယ်။ယူကီကလည်းအဲ့ဒီပွဲတော်မှာတိုကာဆော့ဆန်ရောင်းတာကိုသိသွားပြီးဆော့ရမ်းချိတ်တဲ့တာကြောင့်စားကြည့်ချင်နေပါတယ်။ဒီလိုနဲ့ယူကာရတို့တွေကနေရာတီပွဲတော်ကိုရောက်လာကြပါတယ်။ယူကီကအယုတ်ကြီးတဲ့ဆိုင်စီကနေအယုတ်ယူပေးဖို့လုပ်ပေမဲ့အဆက်စင်တယောက်ဖြစ်နေတော့လဲတနက်ကောင်းကမသုံးတဲ့ကြောင့်အယုတ်ရမှာတော့ပါဘူး။ဒါပေမဲ့စက်ကူနဲ့ရွှေငါးဖမ်းတဲ့နေရာမှာတော့ဆရာတူဖြစ်နေလို့ဝီကိုကပါပြန်ပြီးတော့တင်ခိုင်းနေပါတယ်။လုပ်ချင်တဲ့ကောင်လောက်ပြီးတော့ယူကီကြိုက်တဲ့ဘီစကူဆော့ဆန်ကိုဝယ်ကျွေးပါတယ်။ဆော့ရိုက်တဲ့ယူကီကအရှင်လေးတစ်ကောင်လိုစားနေလို့စိုက်ကြီးလက်သဘောကျပြီးလက်ဆောင်ပေးလိုက်ပါတယ်။ဝီကိုလည်းယူကီတို့ချော်ရီတောင်းဝယ်ဖို့ထွက်သွားပြီးယူကိုရတို့ကတော့လမ်းဘေးမှာထိုင်ပြီးစောင့်နေကြပါတယ်။ပွဲတော်ရဲ့ရတာကိုသိသွားတဲ့ယူကီလည်းပွဲတော်ဆိုတာကဒီလိုပါလားလို့ပြောနေပါတယ်။အရင်တော့ယူကီတို့ပွဲတော်လေးဆိုတာကတာမန်နေ့ရက်တွေလို့ဘာမှမထူးဆန်းပါဘူး။အဲ့ဒီချိန်မိမန်းနေစဖောက်လာပြီးဝီကိုကလည်းချော်ရီဘူးတွေနဲ့တူရောက်လာပါတယ်။အရင်ကသူများနေပွဲတော်မှာပြောနေတဲ့ချိန်မှာလုံးကျတဲ့နေလောက်ပဲလောက်ရတဲ့ယူကီကအခုချိန်မှာတော့ယူကိုရတို့ကြောင့်ပွဲတော်ရဲ့နေ့တိုင်းရတော့ခန်းစားတတ်သွားပါတယ်။ပွဲတော်ဒီမှာဆိုင်ငယ်ဒုံကျန်းမောင်းလည်းတခုကဝီကိုကိုတမ်းပြီးတော့မှယူကီရခဲ့လိုက်ပါတယ်။ဝီကိုကတော့သူ့အဖေရဲ့ကြားတစ်ယောက်စီမှာမင်းသမီးတစ်ယောက်လိုပွေးကြည့်ခံရလို့ကျင်းနေပါတယ်။ယူကီရလည်းဒီလိုမျိုးရန်ကားနေတဲ့တခုကအရင်ပေးခံရတဲ့တယ်လို့ပြောပါတယ်။အားဒါကိုကြားသွားတဲ့ယူကီလည်းတခိုးနှံကိုနေကြတယောက်လိုလိုက်သွားလို့ယူကီရတဲ့ယူကီထူးဆန်းတာတွေမလုံးပြရလို့နောက်ကွာတွေအမြင်လိုက်သွားပါတယ်။ယူကီကတခိုးရဲ့ဆိုင်ငယ်ကိုသူ့အင်ကြီးတွေကဓာတ်နဲ့ဘိန်းပေါအောင်လုပ်လိုက်ပါတယ်။ယူကီရလည်းယူကီကဓာတ်ကြီးကန်ထားတော့တခိုးကိုတတ်တော့မယ်လို့ထင်လိုက်ပေမဲ့တကယ်တော့ယူကီကတခိုးရဲ့နှစ်ဖူးကိုတစ်ချက်ပဲတောက်လိုက်ပါတယ်။အဲ့လိုရှာလုပ်လိုက်တာကြောင့်ဝီကိုကပိုက်စားသွားလို့ဆော့ဆန်းထက်ဝယ်ပြီးဝီကိုကိုအိမ်နေလိုက်ဖို့ပေးပါတယ်။ယူကီကဝီကိုပြောတာတွေကိုနားထောင်ပြီးသူလည်းကြောင်းတက်ကြည့်နေကြောင်းပြောပါတယ်။ယူကီရလည်းယူကီရဲ့အသက်ကဘယ်လောက်လဲဆိုတော့သိချင်နေပါတယ်။ဒီလိုနဲ့နေရာတီကျောင်းမရပြီးလို့ကျောင်းနေစားဝင်တော့ယူကီရကတော့ယူကီကိုတယောက်တည်းစိတ်မချဖြစ်နေပါတယ်။အဲ့ဒီချိန်သူတို့ကျောင်းကိုကျောင်းသူတယောက်ပြောင်းလာပြီးအဲ့ဒီသူကယူကီဖြစ်နေလို့ယူကီရလည်းငြင်းလုံးကျသွားပါတယ်။ဒီကိရဲ့ပိုင်းတော့ယူကီရယူကီရကိုသူလည်းကျောင်းတက်ချင်ပြီးတငယ်ချင်းတွေလူကြီးတောင်ပြောတာတောင်းနေမှာတော့ကျောင်းလာတတ်ပါတယ်။ယူကီရသူ့နာမည်ကိုယူကီရတို့ပြောင်းထားတဲ့အထိယူကီရနဲ့ဝန်ခဲ့ပါလို့ပြောထားတာကြောင့်ဆရာယူကီရရဲ့နာမည်သွားထိုင်ခိုင်းပါတယ်။ယူကီရဟီတိုယာရှိရဲ့ရှိမှထိုင်ပြီးသူ့ကိုခါတိုင်းလည်းကူညီပေးပါအောင်ဟီတိုယာရှိဆမ်မလို့ခေါ်ရတဲ့ကြောင့်တခါလည်းအံ့ဩသွားပါတယ်။ကျောင်းစိမ်းတော့ဝီကိုကလာကြပြီးဟီတိုယာရှိတဲ့ဒီအကျန်းမေးချင်တာလို့ပြောပြီးဝီကိုကလည်းဝေခံလိုက်ပါတယ်။အဲ့ဒီမှာဝီကိုကယူကီရဲ့တည်ယူလာခြင်းတော်တော်လေးကိုကောင်းကြောင်းနဲ့တော်ရတဲ့တင်ငန်းစာတွေကိုမိအောင်တင်ငန်းနေကြောင်းပြောပြနေပါတယ်။ဟီတိုယာရှိတဲ့ဝီကိုနဲ့ယူကီကိုယူကီကဘာလို့ရုတ်တရက်ကြောင်းကြောင်းလာတာလဲဘာလို့ယူကိုရဆိုတဲ့ရေဦးနာမည်ဖြစ်နေရလဲအတန်းခိုင်ရောဘာလို့အထက်တိုင်းပထမနေ့ဖြစ်နေရလဲစတာတွေကိုမေးနေပါတယ်။ယူကီလည်းကျောင်းဝင်ငယ်ကိုသူ့ရဲ့ရှင်ကညောင်းဆက်တဲ့ကြောင့်ကြားခဲ့တာဖြစ်ပြီးဆွေမျိုးဆိုရဲ့ကျောင်းလက်ခတ်မှုလွယ်ကူတာကြောင့်ယူကိုရတို့ညိုးနာမည်တော်လိုက်တာဖြစ်တဲ့အကြောင်းအသေးစိတ်ရှင်းပြပါတယ်။ယူကီလည်းဟီတိုယာရှိကိုသူတခုညာစိတ်တော့ချက်ထီအောင်လုံးမှုတည်လို့ပြောနေပါတယ်။ဟီတိုယာရှိလည်းသူလည်းဆက်တာကြည့်တော့အံ့ဩသွားကြောင်းပြောပြီးတာမန်ထန်းကျောင်းသားဘဝကိုတူတူဖြစ်တိုင်းအောင်လို့ပြောပါတယ်။ပိုကီဆိုကျောင်းရဲ့ကျောင်းမို့စာစင်းနေမှာတော့ကျောင်းသားတွေကမိုးစည်းတန်းကိုအလူးရက်သွားနေပါတယ်။
။မော်တော်ရဲ့ဟီတိုယာရှိတဲ့ယူကီကိုပါဆမ်းမိုင်းတို့မင်းနေပြီးယူကီလည်းကျောင်းသားတွေအော်တော့သွားတဲ့ကာဆူတာဗမောလို့ပြောလိုက်ပါတယ်။ကာဆူတာဗမောဆိုတာကတော့နေတဲ့စားချိန်မှာအញ្ញံသွားမှုရင်မရနိုင်တဲ့ရှားပါမှုတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကြောင့်ဗော်ဒုံနေတဲ့အထူးဗမောနေတဲ့ကာဆူတာဆော့ရဲ့အများကြီးဆင်ရတဲ့ယိုဒီဆိုတာလို့ခေါ်တဲ့ဗမောတွေရောင်းကြောင်းပြောပါတယ်။သူတို့အကြိမ်ဆုံးကကာဆူတာအသားညက်ဗမောဖြစ်ပြီးဒါပေမဲ့လည်းသူတို့ရဲ့တန်းကကြောက်ပုံဆိုင်တဲ့အလုံးဝေးတာကြောင့်ဝယ်ဖို့ဆိုတာမလွယ်ကြောင်းပြောပါတယ်။ယူကီလည်းသူတို့ချဗောကာဆူတာဗမောကိုရောင်းဝယ်လာမယ်လို့ပြောပြီးဒီနေ့ဘောကနေထွက်သွားပါတယ်။ယူကီကတော့ကျောင်းခေါမိုတကနေအမြန်ဒီနေပြီးယူကီရဲ့ညနေကလည်းအထူးဘက်တန်းစီရှိမှရှိနေဖြစ်တဲ့မင်းကလေးတရဲ့ညနေညိုဖြစ်နေတာကြောင့်တားမရတော့မှဟီတိုယာရှိသိလိုက်ပါတယ်။ဟီတိုယာရှိလည်းယူကီကိုကာဆူတာဗမောတွေကိုယူကီတို့လိုစောတဲ့လို့ရမ်းကြိုက်ပြီးစားရတော့မှကပြီးစားတဲ့ကျောင်းသားတွေနဲ့ထိတိုက်တွေ့မှဆိုရင်နေပါတယ်။ဒါပေမဲ့နေကြတယောက်လိုရမ်းနေတဲ့ယူကီကတော့ကျောင်းမော်စုဆိုင်ကိုညင်ရောက်သွားပါတယ်။အဲ့နောက်ယူကီလည်းကာဆူတာဗမောနဲ့ကာဆူတာသွားညက်ဗမောတွေကိုဝယ်နေပါတယ်။ဟီတိုယာရှိစီတယောက်တို့ယူကီရဲ့တွန်းတွန်းရည်နဲ့ကာဆူတာဗမောတွေကတယောက်ကိုတစ်ခုစီပဲဝယ်လို့ရအောင်ပြောပြီးဟီတိုယာရှိတက်မှပါလို့တောင်းပန်နေပါတယ်။ယူကီကဟီတိုယာရှိကိုသူ့ရဲ့ဗမောကိုပေးပေမဲ့ဟီတိုယာရှိကတော့တခြားဗမောကိုပဲစားလိုက်ပါတယ်။ဟီတိုယာရှိတဲ့ယူကီရဲ့တစတိုးဆန်တဲ့လက်ဝဲကိုစပိုးတက်ပေမဲ့ကာဆူတာဗမောကိုစားနေရလို့ပြောနေတဲ့ယူကီကိုတွေ့ပြီးမစူနိုင်တော့ပါဘူး။ယူကီကကာဆူတာဗမောကိုလည်းနဲ့ဖက်ပြီးဟီတိုယာရှိကိုကျွေးနေပါတယ်။ဟီတိုယာရှိလည်းညင်းမရလို့စားလိုက်ရပြီးယူကီကတော့အတင်းထိုးထည့်နေပါတယ်။အရသာဘလုံးနေလဲပြီးတော့ဟီတိုယာရှိလည်းအရန်ရသာရှိကြောင်းပြောလိုက်ပါတယ်။ဒီနေ့မှတော့အမရန်လို့ချင်တဲ့ယူကီကဟီတိုယာရှိရဲ့အိမ်မှာလာအိမ်မှာဖြစ်ပါတယ်။ယူကီကသူ့ကိုသူ့ဘလုံးအမတယောက်လိုချင်တဲ့ကိုပြောပြနေပြီးတခါတလေသူ့ကိုသာအမထိခဲ့ရင်လို့ခဏခဏတွေးမိကြောင်းပြောပါတယ်။ဝီကိုလည်းသူ့ကိုသာယူကီကိုတက်ထက်လိုက်ရင်သူ့ဆန္ဒရဲ့ပြည့်သွားမှရှိတဲ့အကြောင်းပြောပါတယ်။သူ့ညီကတော့ယူကီကလည်းသူ့ကိုသဘောကျနေတာတွေလို့ပြောနေပါတယ်။အဲ့ချက်ကကြောင့်ဟီတိုယာရှိလည်းအကြောင်းမှတော့သူ့ကိုမုန်းတစ်ခါခွတ်ပြပြီးကြောင်းပြောပါတယ်။ဝီကိုလည်းအဲ့ဒါကချစ်နေရလို့ပြောပြီးအတင်းနေလက်ထက်ခိုင်းနေပါတယ်။အဲ့ဒီချိန်ယူကီရောက်လာပြီးဝီကိုကယူကီကိုသူ့ကိုသဘောကျလာလို့မေးကြည့်ပါတယ်။ယူကီလည်းသူဟီတိုယာရှိကိုအရန်လေးစားကြောင်းညင်ပြောပါတယ်။ဆိုလာပါလေယူကီကတော့တဲ့သီးကိုတော့မဆောင်းနဲ့ဆားနေပါတယ်။ဝီကိုကယူကီကိုမိတ်ကလေးတွေမလိမ့်ဘူးလားလို့မေးကြည့်ပါတယ်။ယူကီလည်းဖောင်ဒေးရှင်းဆင်းတော့ပဲလိမ့်နေကြောင်းပြောပြီးဝီကိုလည်းမိတ်ကဲမပါပဲချစ်ဖို့ကောင်းနေတယ်ဆိုတာကမိတ်ကလေးရဲ့လိုချင်ဆုံးရာဖြစ်တဲ့အကြောင်းကိုပြောပါတယ်။ဝီကိုကသူကြီးကြရင်မိတ်ကလေးလေးချစ်စရာကောင်းအောင်လုပ်မယ်လို့ပြောနေတော့ယူကီလည်းဒီတိုင်းလည်းဝီကိုရဲ့ညံတာကချစ်စရာကောင်းတဲ့အကြောင်းကိုပြောပါတယ်။ယူကီကသူတကွာဆော့ကိုစားကြည့်ပြီးတော့အသားရည်တွေပိုကောင်းလာတယ်လို့ခံစားရတာကြောင့်ဝီကိုကိုစမ်းပြီးတော့စားခိုင်းကြည့်နေပါတယ်။ဟီတိုယာရှိတဲ့ယူကီနဲ့ဝီကိုစကားပြောနေတာတွေကိုကြည့်ပြီးတကယ်ညီပါတွေတိုင်းမှလာလို့တွေးနေပါတယ်။အထောက်အငယ်သားတွေဝီကိုကလည်းတကယ်လို့ယူကီတို့မိန်းကလေးနဲ့လက်ထပ်ရမယ်ဆိုရင်ဟီတိုယာရှိကိုပြောမှလားလို့မေးကြည့်ပါတယ်။ဟီတိုယာရှိလည်းဆက်ဆက်နဲ့အင်းလို့ထိလိုက်ပြီးသူတို့ကလည်းကြောက်တာကောင်ဆောက်ကြည့်နေပါတယ်။ညနေရောက်ထိနေတဲ့အကျိုးကျေးဇူးကြောင့်ဟီတိုယာရှိကကြောင်းမအိမ်ငိုင်နေပါတယ်။အထောက်အငယ်နဲ့ဆရာလည်းနေကျူခဲနဲ့ပြစ်လိုက်ပြီးအဲ့ဒီနေကျူခဲကိုယူကီကနှစ်ပိုင်းချလိုက်ပါတယ်။ရလက်နေကတော့နေကျူခဲကဟီတိုယာရှိရဲ့ညလုံးတစ်ဖက်ကိုမှန်သွားပါတယ်။အဲ့ဒါကြောင့်ဟီတိုယာရှိလည်းကြောက်စိတ်ကန်းကိုသွားလိုက်ရပါတယ်။ကြောက်စိတ်ကန်းထဲမှာတော့ပုံမှန်ဆရာမရှိမနေပဲနီတာလို့ခေါ်တဲ့သူကရှိနေပါတယ်။နီတာဟီတိုယာရှိကိုမင်းနဲ့တူချောင်းဝင်လာတဲ့ကောင်မလေးကဘာလို့လဲလို့မေးတော့ဟီတိုယာရှိလည်းဝမ်းခဲမှလို့တရားခဲ့ပြီးအဲ့ဒါကိုကြားတော့နီတာလည်းထားရပါတယ်။နီတာဟီတိုယာရှိရဲ့ညလုံးကိုစစ်ပြီးဘာမှမထည့်ချောင်းပြောတာဒါကောင်မတိမတ်တာလေးတော့ချလိုက်ပါတယ်။အဲ့တော့ကြောင်လုံးညညလုံးလေးရှိရဲ့နီတာဟီတိုယာရှိကိုအလုံးကြီးနဲ့စားဖို့လုပ်နေပါတယ်။အဲ့ဒီချိန်မှာယူကီကတကားကိုထည့်ပြီးပို့လိုက်လို့ဟီတိုယာရှိလည်းယူကီရဲ့နောက်ကိုပြေးသွားပါတယ်။နီတာဟီတိုယာရှိကိုမင်းကဟန်စတာတကောင်လို့ချစ်စရာကောင်းတယ်လို့စတာထိတဲ့ကြောင်းပြောပါတယ်။ယူကီလည်းဟီတိုယာရှိကိုကြောင်စိတ်ကန်းကနေအငြင်းဆွဲခေါ်လာပြီးဒီတာသူ့လိုမျိုးအဆက်စင်တယောက်ဖြစ်နေကြောင်းပြောနေပါတယ်။တစ်ဖက်မှာတော့ကြောင်လုံးညလုံးလေးရှိရဲ့နီတာယူကီတို့ကိုတစ်ချိန်လုံးစောင့်ကြည့်နေပါတယ်။အရင်ပိုင်းကနီတာလို့ခေါ်တဲ့သူရဲ့နာမည်ရင်းက great ဖြစ်ပြီးသူ့မှာအိမ်မက်တစ်ခုရှိပါတယ်။အဲ့ဒီအိမ်မက်ကတော့သူ့ရဲ့ကြံတဲ့ပေါ့အကောင်လေးချောချောလေးနဲ့ထည့်သွင်းနေတာဖြစ်ပါတယ်။အဲ့ဒီအိမ်မက်ကိုတီးဖို့အတွက် great ကယူကီကိုတက်လိုက်နိုင်ရပြီလို့ထင်နေရကြောင်းယူကီကိုတက်ဖို့ပြင်ဆင်ပါတယ်။တစ်ဖက်မှာတော့ယူကီကဟီတိုယာရှိတကူဖြစ်မှာဆိုတော့ကြောင့်တစ်ချိန်လုံးကလေးဘေးကနေထိုင်ပြီးတော့စောင့်ကြည့်နေပါတယ်။တစ်ချိန်လုံးယူကီကစောင့်ကြည့်နေတာကြောင့်ဟီတိုယာရှိလည်းအိမ်မရဖြစ်နေပါတယ်။ယူကီကိုအခုလိုမျိုးကြည့်နေလို့အိမ်လို့မရကြောင်းပြောတော့ယူကီလည်းအခုလိုစောင့်မကြည့်ရင်အလစ်မှာဟီတိုယာရှိကအသားလုံးဖြစ်သွားနေကြောင်းပြောပြပါတယ်။အဲ့ဒါကြောင့်ယူကီလည်းဟီတိုယာရှိရဲ့ဘေးမှာဝဲလိုက်ပါတယ်။ဟီတိုယာရှိကယူကီကိုသူလည်းယူကီအတွက်စစ်ပူကြောင်းပြောပါတယ်။ယူကီလည်းအဲ့ဒီစိတ်လောက်လဲဆိုရင်သူအဲ့ဒီတော့အလေးတက်ခံရရင်တောင်မှလက်တက်ဖက်နဲ့ခြေချင်းနိုင်ကြောင်းပြောပါတယ်။ယူကီလည်းလုံးကျတဲ့သူကသူ့ကိုဘလို့တွေ့တာလဲဆိုတာမသိပေမဲ့ထိနိုင်တာကတော့အတိတ်ကရာကလေးလိုက်လာထိနိုင်ကြောင်းပြောပါတယ်။သူကြောင့်ဟီတိုယာရှိကိုကဆွဲသွင်းမသိလို့ထင်တယ်လို့တောင်းပန်နေပါတယ်။ယူကီကဟီတိုယာရှိကိုဒီအလောက်ကသူ့ကြမ်းကျင်တဲ့လောက်ဖြစ်တာကြောင့်စိတ်မပူဘူးနဲ့သူ့ကိုနှွေးထွေးမှုကိုခံစားတတ်အောင်တင်ပြီးတန်ဖိုးထားရတဲ့သူကိုဘာမှမတည့်စရာဘူးလို့ပြောပါတယ်။ကောင်မလေးချောချောလေးနဲ့တူကြိမ်ပေါ်မှာရှိနေရကြောင်းဟီတိုယာရှိလည်းညနာပူလာပြီးတကားဖွင့်ဖွင့်လုပ်နေတော့ယူကီကသူ့ပုတ်ပေမယ်လို့ပြောပါတယ်။အဲ့ဒီချိန်ခါဆူလာဆော့ရဲ့အနံ့ကိုရလိုက်တာကြောင့်ပိန်နာချင်းနဲ့ညစာချက်စားနေရလားလို့ပြောနေပါတယ်။ယူကီလည်းတခုမှမူမနာကိုတတိထားမိသွားပြီမဲ့တောက်ချသွားခဲ့ပြီးဂရေဖန်နာကိုဟီတိုယာရှိကခံလိုက်ရပါတယ်။ဂရေယာယူကီကို Dragon Knight ငကားပိရဲ့ကလေးဝဲရောက်ထဲရရှူရလဲဘာမှမဟုတ်ပါလားလို့ပြောနေပါတယ်။ယူကီကလာလက်ခိုက်ဖို့လုပ်ပေမဲ့ဂရေယာယူကီကိုနည်းနည်းလောက်တာနဲ့သူ့လက်ထဲမှာရှိတဲ့ကောင်လေးရဲ့ညလုံးကမ်းပြီးလို့ပြောပါတယ်။ယူကီလည်းဂရေကိုတရုပ်လိုအဲ့ဒီကောင်လေးကိုထိတေချေသွားလို့တဲ့အထိတေးထက်နဲ့နိုင်ခြင်းမှုကိုခံစားသွားရမယ်လို့ပြောပါတယ်။ဂရေယာဟီတိုယာရှိကိုပြန်မေးဆွဲသွားပြီးမနက်2 နာရီကျရင်ကျောင်းထဲကိုလာခဲ့ဖို့ပြောပါတယ်။ယူကီလည်းသူ့စီရပြောတယ်မင်းကအနေကျင်နာမဲတဲ့သူတဲ့သမားဖြစ်နေဦးမှာဆိုတဲ့စကားကိုပြန်ကြားနေပါတယ်။သူကဟီတိုယာရှိနဲ့မဆုံလဲဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ပြောနေပြီးဂရေကိုတက်ကခြေရည်ထောက်ပြီးတခြားနိုင်ငံကိုသွားဖို့လုပ်နေပါတယ်။အဲ့ဒီချိန်သူကမရှိရင်ဟီတိုယာရှိရောက်အစင်းနေပါပလာလို့တွေးနေပြီးသူတကယ်လို့ကျင်နာကဘာလဲလို့တွေးနေပါတယ်။တစ်ဖက်မှာတော့ကြောင်ဝင်းထဲမှာဂရေယာဟီတိုယာရှိကိုတိုင်မှချိတာပြီးမင်းကတိုင်မှချိကိုတော်တော်လိုက်ပါပဲလို့ပြောနေပါတယ်။ဂရေယာဟီတိုယာရှိကိုမင်းရဲ့တက်ကငါးလက်ထဲမှာရှိနေတဲ့အကြောင်းနဲ့အချိန်မရွေးတက်ခရနိုင်တာကြောင့်မကြောက်ဘူးလားလို့ပြောပါတယ်။ဒီအချိန်လေးကလုံးဝယူကီကြောက်ဖြစ်လာတာဖြစ်ပြီးသူ့ကိုရောမမုန်းဘူးလားလို့ပြောပါတယ်။ဟီတိုယာရှိလည်းအမှန်တရားရင်သူလည်းကြောက်ပေမဲ့ယူကီကသူ့ကိုကာဝယ်ပေးပါမယ်လို့ပြောတာကြောင့်သူ့ကိုယုံကြည်ရလို့ပြောပါတယ်။ဂရေလည်းသူကရှူကိုသူ့ရဲ့တက်တဲ့တက်ချင်တာဖြစ်တဲ့အကြောင်းနဲ့မင်းကိုတော့စိတ်ဝင်စားဘူးလို့ပြောပါတယ်။ဟီတိုယာရှိလည်းရှူကဘာတူလဲလို့မေးနေပါတယ်။ဂရေလည်းရှူကဒရက်ဂွန်9ရဲ့၄ယောက်ညောက်ဖွဲ့ဖြစ်ပြီးနာမည်တည်းဆိုကဝင်းပလေးထူရှူထေကြောင်းကိုပြောပါတယ်။လူတရက်နာကရှူရဲ့ရွယ်ရက်ဖြစ်ပြီးတနာညံ့တာမှုကိုစာနာထားဖို့မရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်းကိုပြောပါတယ်။ Dragon 9ဖွဲ့စည်းကနိုင်ငံတကာအတော်ဆုံးမှဆိုတဲ့ဦးစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ AI ကြီးဆုံးဖြစ်တာကြောင့်အတိုက်ခံလုပ်တဲ့ရန်သူတွေကလည်းအများကြီးရှိပါတယ်။တကယ်လို့ကိုရီးယား Dragon 9ဖွဲ့ဝင်ဖြစ်တဲ့ရှူကိုတက်တိုင်သွားရဲ့သူ့ရဲ့ကုန်လက်သိန်းနဲ့အလောက်ခချင်းတွေကတိုးလာမှာဖြစ်ပါတယ်။ကိုရီးယားကအသေးတန်ရှင်းရတယ်ပဲဟီတိုယာရှိကတော့ဂရီရှင်းရနေတဲ့ရှူကယူကီမန်းတော့မသိပါဘူး။ဟီတိုယာရှိလည်းသူတိတဲ့ယူကီကတော်တော်လေးစိတ်လှုပ်ရှားတဲ့ပြီးတစ်ခါတလေမှပိန်းချောင်းနဲ့စတော့လည်းရန်ကျတဲ့သူဖြစ်တဲ့အကြောင်းပြောပါတယ်။ဂရီလည်းဟီတိုယာရှိကိုသူလည်းအစအတိုင်းမှကျန်းသူတရားလို့ထင်ခဲ့ကြောင်းနဲ့ရှူဆိုအဒီဒီဘုတ်အတွက်3မိနစ်လောက်ကြာအောင်စောင့်ကြည့်ခဲ့ရကြောင်းပြောပါတယ်
ဂရိလည်းကိုယ့်ကိုအချိန်မရထားတဲ့သူကိုပုံမှန်လူတယောက်လိုစကားပြောနေတယ်လို့ဟီတိုယာရှိကလည်းတာမန်လူတယောက်မဟုတ်ဘူးလို့ပြောနေပါတယ်ရှူလိုညိုသွေးတူတဲ့သမားရဲ့နှလုံးကိုအကြီးတောင်လုပ်တဲ့သူမှာတခုတော့ရှိရမယ်လို့ပြောနေပါတယ်အနာရီထိုးခွေးသွားတဲ့နောက်မှာအကြောင်းဝင်းထဲကိုယူကီရောက်လာပါတယ်ဂရိကယူကီကိုတရက်နဲ့တင်ပြီးယူကီကတော့ကြီးရီကိုအသားလေးဓာတ်နဲ့ထည့်ပြလိုက်ပါတယ်အဲ့ဒီချိန်ယူကီကဒီညိုပုံးတစ်လုံးကိုနင်းမိသွားပြီးဂရိကလည်းကျန်တဲ့ဘုံတွေကိုတရက်နဲ့တင်ပြီးဖောက်ခွဲလိုက်ပါတယ်ဂရိလည်းယူကီကိုရှေ့လိုက်နှိုက်ပြီးလို့ထင်လိုက်ပေမဲ့ယူကီကပောက်ခွဲမှုကြားကနေဘာမှမဖြစ်ပဲထွန်းထက်လာပြီးဂရိကိုတိုက်ခိုက်ပါတယ်ဂရိကယူကီကိုမင်းရဲ့တရုပ်မှာအားလုံးသိစားဒီနေရာမှာဆက်နေလို့ရတော့မှာမဟုတ်ဘူးလို့ပြောပါတယ်ယူကီလည်းဂရိကိုပြောချရှိရဒါကုန်မလားလို့ပြောပြီးအញ្ញဆုံးရအောင်လို့ပြောပါတယ်ဒီတက်ပို့ပြီးနောက်ကျမယ်ဆိုဟီတိုယာရှိရဲ့ကျမ်းမာရေးထိခိုက်နေပြီမနဲ့မထနိုင်ပဲကြောင်းလွတ်သွားနိုင်မယ်လို့ပြောပါတယ်ဂရိလည်းဒီလောက်ပြောနေရတော့ဟီတိုယာရှိတို့ပဲပြောနေလို့အထက်ကလည်းဘာမှပြောစရာမရှိဘူးလို့ပြောပါတယ်ယူကီလည်းရုပ်တည်တဲ့ဝီခိုအာကီမိုချိုတိုနဲ့ခါဆူတာဆော့ကြောင့်လည်းတွေးမိကြောင်းပြောပါတယ်ဂရိကဟီတိုယာရှိကိုထင်ရတဲ့တဲ့တွေကိုတရားလိုက်ပြီးနည်းနည်းလောက်တာနဲ့ဟီတိုယာရှိရဲ့ခြေလက်တွေအပေါက်ဖြစ်သွားမယ်လို့ပြောနေပါတယ်ပြောပြီးခဏမှာပဲယူကီကဟီတိုယာရှိစီကိုတီးလာနေပါတယ်ဂရိလည်းဟီတိုယာရှိကိုတနက်နဲ့တိလိုက်ပြီးယူကီကကြီးတွေကိုဓာတ်နဲ့တိပြီးလမ်းကြောင်းလွှဲလိုက်ပါတယ်ယူကီကဂရိရဲ့ဖုန်းကိုဓာတ်နဲ့ဖျက်ဆီးလိုက်ဟီတိုယာရှိကိုတနက်နဲ့တိဖို့လုပ်နေတာကိုလည်းတားလိုက်ကဂရိကိုအမောက်တိုက်လိုက်ပါတယ်ဂရိလည်းသူ့ကိုတက်လိုက်လေသူ့လိုမျိုးရှိကိုတက်ပြီးနာမည်ရနေတဲ့သူတွေကတောက်ကနေလိုက်နေအောင်မှဖြစ်တဲ့အကြောင်းပြောပါတယ်ယူကီလည်းအရင်ကတော့သူကတက်ရင်တဲ့လောက်ချီးကျူးခံရကြောင်းနဲ့အဲ့ဒါကလည်းသူကလှုပ်ရှားရှိရဆိုလို့ဒီလိုပဲရှိတယ်လို့ထင်တရားကြောင်းလို့ပြောပါတယ်အခုတော့ဘသူမှမတတ်တော့ကြောင်းနဲ့သူကြောင့်ဘသူမှလည်းမသိသေးတယ်လို့အမှတ်မထင်ရလိုက်တဲ့တာမတ်ဘွားဆိုတာကိုအစွမ်းကုန်ကောက်ဝယ်မယ်လို့ပြောပါတယ်ရှူဆိုတဲ့မိန်းကလေးကသူ့လောက်ရမဲ့တာဝန်တွေကိုရေကိုရေကန်လုပ်တဲ့မိန်းကလေးဖြစ်ပြီးသူ့လိုချင်တာကိုလည်းမရရအောင်လုပ်တဲ့ဆိုတော့ဂရိကသိသွားပါတယ်ယူကီကအမေရိကန်တက်ချင်နေဆိုရင်အဆက်ကလေးကတိတ်တိတ်ပြီးဆိုတော့ဂရိလည်းနားလည်သွားပါတယ်ဒါမှမဟုတ်ယူကီကဟီတိုယာရှိကိုသူ့ကြောင့်ဒီလိုမျိုးဒုက္ခတွေကြုံနေရတယ်မကြိုက်ဘူးဆိုရင်ဟီတိုယာရှိရဲ့ရှိရတယ်ထွက်သွားပြီမယ်လို့ပြောပါတယ်ဟီတိုယာရှိလည်းနောက်တစ်ခါကျရင်သူ့ကိုကိုခိုင်းနေတာတခုကိုတင်ပြီးပို့လေသူလည်းယောက်ျားတစ်ယောက်ဖြစ်လို့ယူကီကိုနည်းနည်းလောက်ကူညီစီအောင်ပြောပါတယ်ယူကီလည်းနောက်ကျရင်တင်ပေးပါမယ်လို့တင်ပြပါတယ်နောက်နေ့မှာတော့ယူကီကခါရိုက်ချိန်မှာဘောလီဘောကစားနေပြီးယူကီရဲ့ဆမ်းဘက်ကိုကျောင်းသားတွေကလည်းအားပေးနေပါတယ်ကျောင်းသားတွေလည်းယူကီရဲ့လှလေးလာညံလိုက်ကောင်းတဲ့အပြင်အာကာသဘတော်နေရကြောင်းဟီတိုယာရှိနဲ့အညိုးတော်တယ်ဆိုတာကိုမယုံတတ်ဖြစ်နေပါတယ်အဲ့ဒီချိန်ယူကီကဟီတိုယာရှိကိုပြောလိုက်တဲ့ကြောင့်ဟီတိုယာရှိလည်းကျောင်းသားတွေရဲ့မနာလိုတော့ခံလိုက်ရပါတယ်ရုတ်တရက်ဖော်လုံးကဟီတိုယာရှိစီကိုတက်တက်လာနေပြီးအဲ့ဒီချိန်ဒီတာဖမ်းပေးလိုက်ပါတယ်ဒီတာဟီတိုယာရှိနဲ့ရင်းနှီးလို့လာကြောင်းကျောင်းသားတွေရဲ့မနာလိုတော့ဟီတိုယာရှိတယောက်ထပ်ပြီးခံလိုက်ရပါတယ်ဟီတိုယာရှိနဲ့ဒီတာဂရေးဆိုတာကိုကောင်းမှမမီလို့ဂရေးလည်းရှူကဓာတ်ခိုင်ကျွမ်းနေဆိုရင်သူ့ရဲ့ဆရာရဲ့ညံကောင်းပြီးရုပ်ထက်နေတာပဲလို့ပြောပါတယ်ယူကီကနီတာကိုသူနဲ့ကိစ္စရှိသေးလားလို့မေးပါတယ်နီတာလည်းခဏဝဲလှုပ်ချဲတဲ့တမရှိကဘာမို့တဲ့ခေါ်လေးစီမှာအမှုထမ်းနေတာကစိတ်ဝင်စားဖို့ကောင်းတာကြောင့်စောက်ဖြစ်တဲ့ဖြစ်တဲ့အကြောင်းပြောပါတယ်နီတာလည်းဟီတိုယာရှိနဲ့ယူကီကိုအန်ရပေးဖို့သူစိတ်ဝင်စားကြောင်းနဲ့မယုံရအပေးယူလုပ်မယ်လို့ပြောပါတယ်ဟီတိုယာရှိလည်းလောက်ကျလို့ချင်းချင်းအပေးယူလုပ်တာဆိုတော့စက်ကြီးပေးရမယ်လို့ထင်နေပါတယ်နီတာယူကီကိုကာဆူတာပါမို့သုံးဝတာဝဲချင်းမယ်လို့ပြောပါတယ်အဲ့ဒါကြောင့်ယူကီလည်းဘာမှမမေးပဲလက်ခံလိုက်ပြီးဟီတိုယာရှိလည်းအစီအနီပပလန်လို့ပြောနေပါတယ်ယူကီလည်းသူ့ကိုမရှိနိုင်မဲ့သိစရာကြောင့်ဘယ်နဲ့ချိန်တိုက်ခိုက်မှုလဲလို့သူကကာဝယ်ပေးမှလို့ပြောပြီးပါဇက်ကနေတည်နေကြနေပါတယ်ဒီကလည်းသူကတူတူလေးစောင့်ကြည့်နေမှာပါလို့ပြောပြီးခဏကြာမှာပဲဟီတိုယာရှိရဲ့နားကိုရောက်နေပါတယ်နီတာဟီတိုယာရှိနဲ့ရန်ကန်လုံးနေတာကြောင့်ယူကီလည်းတဝင်တော့ပြီးဘောလုံးကိုအားကြီးနဲ့ရဲလိုက်မိပါတယ်အဲ့နောက်ရင်းနဲ့ကောင်မလေးတွေကလည်းယူကီကိုသူတို့ရဲ့ဘောလီဘောကလပ်ထဲဝင်မှုပြောနေပါတယ်ယူကီဖက်လိုက်ချိုးတီနေရအောင်ကောင်မလေးတက်ကနေနိုင်လို့ပြောမှုလုပ်နေတော့ယူကီကတတိထားပြီးပြန်ပြီးတော့ချစ်လိုက်ပါတယ်ယူကီကဟီတိုယာရှိကိုသူ့ရဲ့လုပ်ရဲ့ကြောင့်အကြိုက်ရှက်သွားတဲ့အကြောင်းနဲ့ဟီတိုယာရှိကလည်းဘယ်လိုဖြစ်တာလဲလို့မေးကြည့်ပါတယ်ယူကီလည်းကိုရီးယားအနေနဲ့မရှိမှတ်သိပေမဲ့သူနဲ့ဟီတိုယာရှိနေကနေအောင်နေတော့သူကဘာမှမသူခံစားလိုက်ရကြောင်းပြောပါတယ်ယူကီလည်းအဲ့ဒါတာမန်ရောင်းဟုတ်ရလားလို့ပြောနေပြီးဟီတိုယာရှိတဲ့ဒါယူကီသူ့ကိုတဝင်တုံးနေရမှန်းသိပြီးတာမန်ပါပဲလို့ပြောနေပါတယ်နောက်နေ့မှတော့ယူကီကမနက်စောစောထပြီးအဲ့လုံးတွေလုပ်နေပါတယ်အဝေးရှော့ဆိုင်ကိုဖွင့်ကြည့်ပြီးရှော့လာတဲ့ဂျက်တုပ်ပေါ်မှာနူးညံ့နေတာကြောင့်ဟီတိုယာရှိကိုအဒီလောက်သားပြောပါတယ်အမှန်တော့ယူကီကညနေတုပ်ပေါ်လုံဝဲတဲ့တလက်ကလေးကစရှော့နေခဲ့တာဖြစ်ပါတယ်ဂျားထဲမှာအစီရောဂျက်တုပ်ပေါ်ကိုအယောင်ပိုင်းနဲ့မားရှော့မိတာအဝေးရှော့ဆက်တရားနဲ့ဘက်ကလေးဆက်တရားမားထင်းမိတာတေရှူရထက်ရှော့မိတာဆက်တာတွေတောင်ပေါင်းကြီးဖြစ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့အောင်းလေးနဲ့ဝေးရှော့နေတော့ပါတယ်ဟီတိုယာရှိရဲ့ယူကီကိုညနေကျရင်ညစာကိုခတိုင်းတော့ဂုံပီလုံးနဲ့ဝတ်သားညက်ကြွစားကြမယ်လို့ပြောပါတယ်အဲ့တော့ဝတ်သားညက်ကြော်နဲ့ခါစတာဆော့တော့တောက်ဝဲကြပါတယ်ယူကီလည်းခါစတာဆော့လုပ်နေတာကိုညဝါထစ်တင်တွေ့လိုက်ရတာကြောင့်အောင်းမင်တန်နေပါတယ်ဟီတိုယာရှိတဲ့ဒီလိုခါစားချက်မျိုးကိုသူလည်းနားလဲကြောင်းနဲ့သူလည်းငယ်ကဟီတိုရှိုးသွားကြည့်တော့သူရှိမှသဘောကျတဲ့ရရှိနေတာကြောင့်အောင်းမင်တန်သွားကြောင်းပြောပါတယ်ယူကီကဟီတိုယာရှိကိုအထက်မှာဓာတ်ကိုတုံတုံရင်းနဲ့ကန်နေတဲ့အဖိုးကြီးကိုကြည့်ဖို့ပြောပါတယ်အဖိုးကြီးကဓာတ်ကိုတုံတုံရင်းကိုင်းနေပေမဲ့ဝတ်သားညက်ကြော်ကိုစလိုက်တဲ့ခိုက်တန်မှာတော့တုံလျာရဲ့ရက်တန်သွားပါတယ်ယူကီကဒီသက်ရမှာဒီလိုမျိုးလိမ့်နိုင်ဖို့အတွက်ဘယ်လိုလေ့ကျင့်ခန်းလုပ်လိုက်ဆိုတော့သိချင်နေပါတယ်စာရှင်ဖွားကြီးကဆော့ကိုသူတို့လည်းလို့ပြောတော့ယူကီလည်းအဖွားကြီးကိုနှစ်ဖျားလားလို့ပြောနေပါတယ်ယူကီကစာရှင်ဖွားကြီးကိုသူရင်းကအစားအစာစီကနေရတာရှိရတော့ထိုးဖို့ကောင်းတာတို့မခါစားခဲ့ရကြောင်းပြောပါတယ်ဒါပေမဲ့ဒီဆော့ကိုစားပေးနေတာကတော့လောကချီကတောင်းတောင်းခဲ့ကြောင်းပြောပါတယ်ဆော့ကိုဆော့လိုက်တဲ့အချိန်မှာဘယ်လိုမှထုတ်ပြလို့မရတဲ့ခန်းစားချက်မျိုးထည့်လိုက်ပြီးရှင်ထဲမှာနေထွေးသွားကြောင်းနဲ့စာရှင်ဖွားကြီးကိုလည်းကျေးဇူးတွေရှေ့တင်းနေပါတယ်စာရှင်ဖွားကြီးလည်းအဲ့လိုခန်းစားနေရတာကယူကီကပြောနေလို့ဘယ်ဖြစ်စလို့ခန်းစားနေရတာလို့ပြောပါတယ်အဲ့ဒီချိန်ဖိုးကြီးကယူကီရဲ့ပခုံးမှာဖုန်းနေတယ်လို့ပြောပြီးနောက်ကနေထိသွားတာကြောင့်ယူကီလည်းအဖိုးကြီးကသူ့လိုမျိုးလှုပ်ချက်သူတယောက်လာလို့တွေးနေပါတယ်စာရှင်ဖွားကြီးကယူကီကိုအခုလောလောဆယ်မှာလောက်ထားတဲ့ဆော့ကိုညီးကြီးပါလာလို့ပြောပြီးယူကီကလည်းချက်ချင်းလက်ခံလိုက်ပါတယ်ယူကီလည်းဆော့ကိုညီးကြီးနေပြီးကလေးတယောက်လိုဆော့အရသာရှိနေကြောင်းပြောပါတယ်ညစာစားဖို့ကြတော့ယူကီကပကံနေစီးနေပြီးဟီတိုယာရှိကတော့ယူကီရဲ့အရင်ဘွားဖြစ်တဲ့ဒေါက်တာနိုင်ဖွဲ့စီကြောင်းကိုခေခောက်နေပါတယ်ဒါပေမဲ့တရုတ်ရွာပုံရင်တွေကလို့ဘာမှမတွေ့ရလို့မေးကြည့်ရမှလို့စဉ်းစားနေပါတယ်ဒီလိုနဲ့အတွေးပေါင်းများစွာနဲ့ဟီတိုယာရှိလည်းအိပ်ရောက်သွားပြီးသူ့အမေကြောင့်အိမ်မဆိုးထပ်မှတ်ပါတယ်အိမ်မက်ကနေလို့လာတော့ယူကီကိုဖတ်ထားမိလို့ထင်တယ်လို့ဆိုဖာပေါ်မှာတက်ထိုင်လိုက်ပါတယ်ယူကီလည်းအမေကြောင့်အိမ်မဆိုးမှတ်တာဆိုရင်သူ့ပေါ်မှာလာပြီးလို့ရကြောင်းလို့ပဲဟီတိုယာရှိကတော့ငင်းလိုက်ပါတယ်အဲ့ဒီကျဖုန်းကျသွားပြီးဖုန်းကိုတရားကောက်ပေးတဲ့ယူကီလည်းဟီတိုယာရှိရဲ့ဒရဂွန်နိုင်အကြောင်းကိုရှာဖွေနေမသိတော့ပါတယ်ယူကီလည်းဟီတိုယာရှိကိုသူလည်းဒရဂွန်နိုင်ဖွဲ့အကြောင်းဘာမှမသိကြောင်းနဲ့သူ့ဆီကခေါ်သွားလို့ပါသွားခဲ့တာဖြစ်တဲ့အကြောင်းကိုပြောပါတယ်ခိုင်းနာနေပဲငဲလောက်ခဲ့ပြီးအဖွဲဝဲရရှိပေမဲ့နမေတော်မသိရကြောင်းစကားတစ်လုံးမှတောင်းမပြောခဲ့ကြောင်းပြောပါတယ်အဲ့ဒီချိန်ကအရင်အသက်ရှင်မှုပဲဦးစားပေးခဲ့တာကြောင့်အရာရာသိအောင်မလုပ်တော့ပဲသူ့နေရာမတက်ဘူးပဲလုပ်ခဲ့ကြောင်းပြောပါတယ်အခုလက်ရှိချိန်မှာတော့အရာရာအရင်ကနဲ့မတူပဲတောက်ပတ်လုံးနေရကြောင်းအိမ်မက်မက်နေရလားလို့တော့ထင်မိကြောင်းပြောပါတယ်ဟီတိုယာရှိရဲ့ညနာကိုညင်ပြီးတိုင်းသူပေါ်သားမကလေးတယောက်ထိအောင်တည်ယူနေတယ်ဆိုတော့အမေရသွားကြောင်းပြောပါတယ်ဟီတိုယာရှိလည်းမတန်ယူကီရဲ့ညနာညင်ုံနဲ့စိတ်မောတည်တဲ့အကြောင်းနဲ့ကိစ္စတဲ့ညင်တို့တိတ်ခဲ့ပေမဲ့ဒီမှာနေပြီးလို့ကျေးဇူးပါလို့ပြောပြီးညနာတွေဖွင့်နေပါတယ်ယူကီလည်းသူ့မမောဟီတိုယာရှိအိတ်တုံးကပထမဆုံးချိန်ဟီတိုယာရှိတွေအသုံးဝင်တယ်လို့ခါစားရကြအိမ်မှာဆုံးမှတ်တဲ့သူ့မမောလိုက်လို့ရကြောင်းပြောပါတယ်
ဟီတိုယာရှိလည်းယူကီကိုသူလည်းပြောချတဲ့ခုရှိတဲ့အကြောင်းနဲ့ခုနကမခေတာအိမ်မဆုံးမှုတဲ့အကြောင်းပြောပါတယ်အိမ်မထဲမှာတော့သူ့မိနဲ့ကိုထိလိုက်နေတော့နှစ်ယောက်နဲ့တူယူကီကသူ့စီကိုဆင်းလာတဲ့အကြောင်းပြောပြပါတယ်အပိုင်းခုမှာတော့ယူကီတယောက်စောစောထားပြီးဝယ်စားတဲ့ကသူနဲ့တက်ဆိုင်တဲ့အလုပ်တွေကိုလုပ်နေပါတယ်ဒလာကျော်တော့ဝစ်ရှော့တဲ့နဲ့ဆင်းလာကြပြီးဒီတစ်ခါမှတော့ရှော့ထားတဲ့တစ်ဘက်ကနူးညံ့တယ်လို့ကျင်းနေပါတယ်ညနေရောက်မှတော့ယူကီကလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ထွက်လာပါတယ်ယူကီတယောက်ခိုင်းဝယ်နေတဲ့ဆိုင်မှာဈေးဝယ်နေတော့ကောင်မလေးတယောက်ကဝက်ဆောင်လာကြောင်းနဲ့ဘယ်ကနေဝယ်လဲလို့မေးနေပါတယ်ကောင်မလေးစီကလည်းဒီဝက်ဆောင်တွေကိုတာမန်လူတွေကမွေးချဘူးလို့ပြောတာကြောင့်ယူကီလည်းကြောင်လာပါတယ်ဟီတိုယာရှိကလည်းဒီဝက်ဆောင်ကတာမန်မဟုတ်ဘူးလားလို့မေးနေပါတယ်ဒီလိုနဲ့တနေ့နဲ့နေ့မှာတော့ဟီတိုယာရှိတယောက်ယူကီအတွက်အင်ဂျီတွေကိုလိုက်ဝယ်ပေးပါတယ်အပေါ်အနေနဲ့ကတော့ဝီခိုနဲ့ဟီတိုယာရှိကျောင်းကိုခိုးနားထောင်နေတဲ့ဂရေတို့ကလိုက်ခဲ့မှာဖြစ်ပါတယ်ဝီခိုကလည်းဂရေရဲ့ရုပ်ပုံစပုံတွေကိုကြည့်ပြီးလောက်ကျန်သူပြောင်းမှန်းသိလိုက်ပါတယ်ဒါပေမဲ့ဂရေကအရန်လာတာကြောင့်ဝီခိုကတော့သဘောကျနေပါတယ်အဲ့တော့ဝီခိုတရားတဲ့ဆိုင်ကိုလိုက်ပါကြပါတယ်ဝီခိုကယူကီတဲ့ဝက်ဆောင်တစ်ခုကိုရွေးပေးမိဒါပေမဲ့အဲ့ဒီဝက်ဆောင်ကလှုပ်ရှားခတ်ပြီးတာမန်မဆန်တာကြောင့်နောက်တစ်ချက်ထပ်ပြီးရွေးပါတယ်ဒီတစ်ခေါက်မှာတော့ဂရေကရွေးပေးပါတယ်ဂရေရွေးပေးတဲ့ဝက်ဆောင်ကလည်းတွန်းလို့နေတဲ့ပြင်ယူကီကလည်းဓာတ်တွေထည့်လို့မရတာကြောင့်တပုံမကြပါဘူးအဲ့တော့နောက်တစ်ဆိုင်ကိုပြောင်းပြီးအင်ဂျီတွေကိုဝှက်ကြည့်နေပါတယ်အင်ဂျီတွေကိုယူကီဝှက်လိုက်တော့အင်ဂျီကိုလုံးနဲ့ကြည့်လို့ကောင်းနေတာကြောင့်ဟီတိုယာရှိလို့လည်းရွေးရခတ်သွားပါတယ်ဂရေကဟီတိုယာရှိကိုယူကီကိုဘယ်လိုပုံစံနဲ့ကြည့်ကောင်းမယ်တင်လဲလို့မေးကြည့်ပါတယ်ဟီတိုယာရှိလည်းအထူးကောင်းဝင်နေဆိုရင်လိုက်တယ်လို့ထင်တဲ့အကြောင်းပြန်ပြောပါတယ်ယူကီကတော့ဘယ်ရောက်ရွေးရမယ်မသိတာကြောင့်အကုန်လုံးကိုဝေခဲ့လိုက်ပါတယ်အဒီမှာဟောလဝင်းဝက်ဆောင်တွေကိုရှော့ဆေးပေးနေရကြောင်းဝင်ကြည့်ကြပြန်ပါတယ်ဝီကိုကတော့ပုံမှန်တရေဝက်ဆောင်ကိုဝေ့ကြည့်ပြီးယူကီကတော့ဆုံးမလေးဝက်ဆောင်နဲ့ဂရေကလည်းဆက်စီကြားတဲ့ရဲဝက်ဆောင်ကိုဝေ့ကြည့်နေပါတယ်ဟီတိုယာရှိလည်းရုပ်ရှင်ရုံမှာဇုံမီကပြနေရအောင်ညင်ပြီးတွားကြည့်ဖို့တိုင်မင်းတွေကယူကီရောလည်းကြည့်အောင်မလားလို့မေးပါတယ်ယူကီလည်းသူ့အတွက်ရုပ်ရှင်ရုံကလူသက်ဖူးလောက်ပဲပါဘူးတာဖြစ်တဲ့အကြောင်းကိုပြောပြပြီးလက်ခံလိုက်ပါတယ်ရုပ်ရှင်တော်ကကျတော့ဂရေကတော့အိတ်ပြော်နေပြီးယူကီကတော့စကားကိုတေချာကြည့်နေတာဇုံမီတွေကိုလန့်နေပါတယ်အတင်ရောက်တော့ဝီကိုကယူကီကိုအမအလွယ်လေးနိုင်ယူနိုင်တဲ့ဇုံမီတွေကိုဘာကြောက်ကြောက်နေရလဲလို့မေးကြည့်ပါတယ်ယူကီကတော့စကားကိုတကယ်လက်တွေ့လို့သဘောထားနေပြီးဇုံမီတွေရဲ့အနံ့ကိုမခံနိုင်နိုင်တေးပြီးသားဆိုတော့တက်လိုက်လည်းမသိတာကြောင့်လို့ပြန်ပြောပါတယ်လူတယောက်ကတော့အသာလေးတက်နိုင်တဲ့ယူကီကဇုံမီလောကောင်ညို့ကိုကြောက်နေတာကြောင့်ဝီကိုနဲ့ဂရေကတော့ထိုးစမ်းနေပါတယ်ဒီလိုနဲ့အိမ်ပြန်ကြပြီးဝီကိုကသူ့ရဲ့ခရင်နေတည့်နေတဲ့ခြေခဲပုံကိုယူကီကိုကျွေးနေပါတယ်ဂရေကလည်းဟီတိုယာရှိကိုကျွေးပေမဲ့ဟီတိုယာရှိကတော့ညင်းလိုက်ပါတယ်ဒီမြင်ကွင်းကိုကောင်မလေးတယောက်ကကြည့်နေပြီးခဏနေတော့သူ့ကိုကကောင်မလေးကိုခေါ်သွားပါတယ်ဟီတိုယာရှိရောက်ပြီးကိုအိမ်ပြန်လိုက်ဖို့ပြရအောင်မှထလို့ယူကီကအိမ်ကိုပြန်နေပြီးအားသာပြထားလိုက်မယ်လို့ပြောပါတယ်ယူကီကအိမ်ကိုရောက်တာနဲ့မိဝဲဆုံကိုပြန်ပြီးတော့လဲလိုက်ပါတယ်အာကီမိုချီတာတို့စောနေတဲ့တပန်းနဲ့ရုပ်တွေကညစ်ပတ်နေတာကြောင့်ရှော့ပေးဖို့လုပ်ပေမဲ့အာကီမိုချီတာရောတော့အဝတ်ကိုကိုက်ပြီးထွက်ပြေးသွားပါတယ်အိမ်ကန်ရောက်လာတဲ့ဟီတိုယာရှိတဲ့မိုးရီချင်းနေတာကြောင့်ယူကီအစင်းနေပါမလားလို့တွေးနေပါတယ်မိုးရီချင်းနေတာကြောင့်မီးလက်ပြတ်သွားပြီးအာကီမိုချီတာတို့ကလည်းအဝတ်ကိုဆွဲရင်ခုံတစ်ခုကိုတိုင်ကုန်သွားပြီးစလုံးတွေပြုတ်ကျကုန်ပါတယ်နောက်တော့လည်းဇူမီကကြည့်လာတဲ့ယူကီလည်းအတွေ့ပုံများစွာနဲ့ခြောက်ချားနေပါတယ်အဲ့ဒီချိန်အာကီမိုချီတာတို့ကရောက်လာတာကြောင့်တပတ်ကိုထိလိုက်မိပါတယ်ယူကီလည်းအဲ့ဒါကြောင့်ဟီတိုယာရှိကိုတောင်းပန်နေပြီးနောက်ကျရင်တော့တပတ်ကိုပြန်ချုပ်ပေးပါမယ်လို့ပြောနေပါတယ်ယူကီကမဲဝဲဆုံကိုလဲထားတာကြောင့်ဟီတိုယာရှိလည်းဝယ်လာတဲ့ဝက်ဆုံတွေကိုတပုံမကျဘူးလားလို့မေးကြည့်ပါတယ်ယူကီလည်းအဲ့ဒီဈေးဝယ်ထပ်ပြီးအင်ဂျီတွေကိုယူရတာကိုသူပြောတဲ့အကြောင်းကိုပြောပါတယ်ဒီဝက်ဆုံကသူ့တခင်ပေးထားတဲ့အရေးပါတဲ့ပစ္စည်းဖြစ်ပြီးတည်သွားတဲ့သူ့တခင်နဲ့ကျေးဇူးနေသောတစ်ခုရဲသောပစ္စည်းဖြစ်တာကိုပြောပါတယ်ဒီဝက်ဆုံကပုံမှန်မဟုတ်ဘူးဆိုတော့သိပေမဲ့သူကတော့ဒီဝက်ဆုံကိုဝတ်ထားခြင်းကြောင့်ပြောပါတယ်အဲ့လိုတွေးမိတာကပုံမှန်မဟုတ်ဘူးလားလို့ဟီတိုယာရှိကိုမေးပါတယ်လောက်ကျရင်တမထည့်ပြီးဇူမီကိုကြောက်တာကရောထူးဆန်းနေလားလို့မေးကြည့်ပါတယ်ဟီတိုယာရှိလည်းကြိုက်တဲ့ဝက်ဆုံကိုကြိုက်တဲ့ချိန်မှာဝတ်ချင်တာကရောကြောက်တယ်လို့ခံစားမိပြီးထိတ်လိုက်နေတာကရောတာမန်မှာပဲလို့ပြောပါတယ်ဟီတိုယာရှိလည်းအာကီမိုချီတာတို့ကိုကန်ကြည့်နေပြီးသူကိုက်နေတဲ့တပတ်ကသူနဲ့တူရောက်လာတဲ့မှာပါလာတဲ့တပတ်ထင်မှန်ကိုသိလိုက်ပါတယ်တပတ်မှာသူမိဘရဲ့အနက်တွေပါနေရလို့ခင်နေရကြောင့်ယူကီကညစာမစားခင်တပတ်ကိုပြန်ချုပ်ပေးနေပါတယ်ယူကီလည်းအာကီမိုချီတာတို့ရဲ့ခံစားချက်ကိုသူလည်းနားလည်ကြောင်းပြောပါတယ်သူ့မရှိတဲ့ချူလုံးလေးကလည်းဝေးကွာသွားတဲ့သူညမနဲ့ချိတ်ဆက်ပေးထားတော့တခုတည်းသောပစ္စည်းဖြစ်တဲ့အကြောင်းကိုပြောပါတယ်ဟီတိုယာရှိလည်းယူကီမှညီမရှိမှန်းသိလို့အံ့ဩသွားပါတယ်ဒါကတော့ကီမီဝမေတိုဆမ်မရဲ့အပိုင်းခွန်ဖြစ်ပါတယ်အဆုံးကျေးဇူးတူတင်ကျေးဇူးတင်ပါတယ်ဒီပိုင်းမှာတော့ဟီတိုယာရှိကဂရေကိုရမ်းမလိုက်ကြည့်ပြီးယူကီရဲ့ညီမအကြောင်းကိုမေးနေပါတယ်ဒါပေမဲ့တဲလွန်စာချူလုံးနဲ့ဟူဆိုတဲ့နာမည်ကလွယ်ပြီးဘာမှမသိရအကြောင်းရမ်းမကျူးလေးရပဲဖတ်တင်သွားပါတယ်ဂရေကယာမန်ကိုအရန်ကြက်နေပြီးဒီယာမန်သူ့ကိုဂျပန်မှာနေခြင်းစိတ်ရှိစေရခိုင်တော်နေစေချောင်းပြောပါတယ်ယူကီကတော့ယာမန်နဲ့ကိုစော်ရီပါထည့်စားနေလို့ဂရေကစိတ်တုန်နေပါတယ်ဂရေကယူကီကိုစော်ရီကိုယာမန်နဲ့မထည့်ဘူးပြောနေပြီပဲယူကီကတော့ဆက်ပြီးတော့ထည့်နေတော့မှာပဲခါဆူတာစောကနည်းနည်းပဲကျန်နေတော့ကြောင့်ယူကီလည်းသွားပြီးတော့ဝင်နေပါတယ်ဒါပေမဲ့ကျောင်းသားတွေကခါဆူတာပွဲရောက်တဲ့အကုန်လုံးသွားပြီးဆိုတော့သိတဲ့တော့ယူကီတို့တည်းသွားပါတယ်ဆန်ရှင်လည်းစောကတက်တက်လောက်အော်ရတဲ့ကြောင့်တပတ်လောက်ထိကြောင်းမှလို့ပြောလို့ယူကီလည်းစိတ်ညစ်သွားပါတယ်ယူကီလည်းကျန်နေသေးတဲ့စော်ပင်လေးဖိတ်ကလေးကိုတေချာဆမ်းမရမယ်လို့ပြောနေပါတယ်ဟီတိုယာရှိလည်းယူကီကိုစောအကြောင်းမတွေးမိရလို့တကယ်လို့ညီမဖြစ်တဲ့နဲ့ပြန်တွေ့ဘာပြောမှလဲလို့မေးနေပါတယ်ယူကီလည်းသူ့ရဲ့ငယ်ရအမှတ်ညံတွေကဝေဝါးနေတာကြောင့်သူ့မိဘနဲ့သူညီမဖြစ်သူရဲ့ညနာကိုတော့မဟုတ်တော့ကြောင့်ပြောပါတယ်သူမမိပါဆိုတော့သူ့အမေကသူတို့တော့ဝယ်ပေးထားတဲ့ချူလုံးလေးပဲရှိတဲ့အကြောင်းကိုပြောပါတယ်ဒီချူလုံးလေးကိုနေတိုင်းဝတ်တာကလည်းတာဝန်ကြီးသူ့ညမညာသူ့ကိုတွေ့မလားဆိုတော့ညှော်လေးချက်နဲ့ဝတ်ထားတာဖြစ်တဲ့အကြောင်းကိုပြောပါတယ်သူ့ညမကသူ့ကိုအမျိုးတွေထားပြီးတက်ရှင်နေလားမသိရကြောင်းပြန်တွေ့ရမှာကိုလည်းကြောက်မိကြောင်းပြောပါတယ်အဲ့ဒီချိန်ဟီတိုယာရှိရဲ့တငယ်ချင်းနှစ်ယောက်ရောက်လာပြီးတိုက်ကသူ့ဝဲလာတဲ့ limited edition လက်မှတ်ပါတဲ့ CG တရားကိုပြနေပါတယ်ကိုဘချီကတော့အခုလိုဟီတိုယာရှိရဲ့နာမအမျိုးတွေကညာလုံးမနေဘူးလို့ပြောပါတယ်ဟီတိုယာရှိလည်းတိုက်ဆိုင်တာပါလို့ပြန်ပြောလိုက်ရပါတယ်တိုက်ကတော့ယူကီကိုကျေးဇူးတင်နေပြီးအကြောင်းကတော့ယူကီရောက်လာပြီးနောက်ပိုင်းမှာဟီတိုယာရှိကအရန်ပြောနေတာကြောင့်ပါဟီတိုယာရှိအလဲတန်းကအဖေကြီးတင်တဲ့အတိုက်ခိုက်ခဲ့ပြီးအရန်ပူတဲ့နေရာတွေမှာကွန်ဝင်းကြီးဝေပြီးဆန်နာရခဲ့ပူပါတယ်အဲ့ဒါကြောင့်တိုက်ကတွေကဟီတိုယာရှိကိုမန်အောင်ပြင်းနေတာဆိုပြီးနာမည်ကြောင်ပေးခဲ့ကြပါတယ်တိုက်ကအထက်ပြီးငွေကျုံးနေတာတွေပြောဖို့လုပ်နေလို့ဟီတိုယာရှိလည်းမပြောဖို့တိုင်စီတီကိုရလွတ်လာပါတယ်စီတီကိုရင်ကြောင်းနဲ့ကြားခံနေချိန်မှာပဲယူကီကလွယ်ရည်ပြီးကပေးလိုက်ပါတယ်ဒါပေမဲ့ယူကီရဲ့ပင်ကမဲကြံတဲ့စုပ်ပူလေးကတော့အကုန်မောက်သွားပါတယ်ညရောက်တော့ယူကီတရားစောရီနဲ့ပတ်သက်ပြီးအိမ်မက်ဆိုးတွေမှတ်တွေကနေ့လည်လောက်မှနှုတ်လာပါတယ်နောက်နေ့တွေမှာလည်းအိမ်မက်ဆိုးရဲ့စတိုက်မှတ်တွေကကြောင့်ဟီတိုယာရှိရဲ့အခန်းထဲကိုလာပြီးအိပ်ဖို့လုပ်ပါတယ်ဟီတိုယာရှိလည်းမနက်ဖန်စားမွေးစီတာကြောင့်ညလောက်ပါစားလို့မှဖြစ်တဲ့အကြောင်းနဲ့အိပ်ရင်တဲ့ချီရဲ့စကားပြောပေးနိုင်ကြောင်းပြောပါတယ်ယူကီလည်းအခုလိုရဲကျင်တဲ့ဟီတိုယာရှိမှာမုန်းတဲ့သူရှိတယ်လို့မေးပါတယ်ဟီတိုယာရှိလည်းအဲ့လိုမရှိပေမဲ့အဖေနဲ့တော့တက်တွေ့စီမနေကြောင်းပြောပါတယ်ဟီတိုယာရှိရဲ့စကားကြောင့်ယူကီလည်းတခုခုပြန်မှတ်မိသွားပြီးကိုယ့်ဘာသာရောင်းအိပ်ဖို့လုပ်ပါတယ်ခဏကြာမှတော့အိမ်မက်ဆိုးတွေစတင်မှနေပြီးခါဆူတာဆော့ကယူကီရဲ့နေဘဝကိုပြန်ပြနေပါတယ်ယူကီရဲ့တကယ်နာမည်ကြီးကမာရီယာတီပြီးငယ်ငယ်လေးနဲ့ဘာသာစကား15ကျော်လောက်ကိုပြောတဲ့နေရာကြောင့်တီဗီရှိုးတစ်ခုကသူ့ကိုခေါ်ပြီးအင်တာဗျူးလုပ်နေပါတယ်ဒီနေ့မှတော့ယူကီရဲ့အေဂျင့်နဲ့ဘဝလေးကိုကန်ဆုံမှုတွေဝင်လာပါတယ်
TV show မှာအင်တာဗျူးခံရတာကြောင့်နာမည်ကြီးသွားတဲ့ယူကီကိုလူတစ်စုကပြန်မွေးဆဲဖို့လာပြီးသူမိဘရဲ့တက်ခံလိုက်ရပါတယ်။ကလေးသားသားပဲရှိတဲ့ယူကီလည်းသူမိဘတွေကိုမျက်စိရှင်းမှလည်းဆုံးရှုံးလိုက်ရတာကြောင့်တဝေးသောညီမထစ်တီကိုကာဝယ်ဖို့လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုမသိတဲ့ညီမထစ်တီကသူ့အမလူသက်တာတွေကိုပဲညင်ပြီးအဝေးကိုထွက်လာပါတယ်။အခုဆိုရင်ယူကီစီမှာဘာမှမရှိတော့တာကြောင့်တက်ဖြတ်ခြင်းတစ်ခုကပဲသူ့ရဲ့လောက်ဖြစ်လာပါတယ်။အတိတ်ဆိုးတွေကိုအိမ်မက်မက်နေတဲ့ယူကီကိုဟီဒိုရာရှိကနှုတ်လိုက်ပြီးယူကီကလည်းဟီဒိုရာရှိကိုဖတ်ပြီးအဲ့ရလေးကိုခေါ်လိုက်ပါတယ်။ယူကီကဟီဒိုရာရှိကိုအတိတ်ကြောင့်အိမ်မက်ဆိုးမှတ်တဲ့အကြောင်းနဲ့ဒါပေမဲ့ဘာမှမမိတော့ကြောင်းပြောပါတယ်။ဟီဒိုရာရှိလည်းယူကီစိတ်တက်တာကိုလို့ကလေးမေလေးကလေးငိုရင်လောက်ပေးတဲ့နောက်ကျိုးကိုပုတ်ပေးနေပါတယ်။ဟီဒိုရာရှိရဲ့ကျေးဇူးကြောင့်ယူကီလည်းစိတ်တက်တာရပြီးစိတ်အေးလေအိမ်နေသွားပါတယ်။နောက်နေ့မှတော့ယူကီကခါစတာပွဲတော်ကြောင့်မသိလို့တိုက်ခါအရှင်းပြနေပါတယ်။ခါစတာပွဲတော်ဟီဒိုရာရှိတို့ကျောင်းကကျင်းပတာတည်းပြီးအတန်းတန်းကဝင်ကြကြပါတယ်။အနိုင်ရတဲ့အသင်းကတော့ခါစတာပရီမီယံဆော့ကိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျောင်းကလေးတည်ကြနေတဲ့ယူကီကလည်းပြန်ဝဲမှာဝင်ကြပြီးအနိုင်ရအောင်လုပ်ချင်နေပါတယ်။ပြန်ဝဲဝင်ကြခွင့်ကိုတော့စာမွေးစင်းနဲ့ဆုံးဖြတ်မှဖြစ်ပြီးယူကီကသူ့ရဲ့ရလဒ်တွေကိုဟီဒိုရာရှိကိုပြနေပါတယ်။ဟီဒိုရာရှိလည်းဒီအဆင့်နဲ့ပွဲတော်တဲ့အုပ်စုခွဲတာဖြစ်ပြီးသူတို့တိုက်ရိုက်တင်ရရမှာက60ဖြစ်တဲ့အကြောင်းပြောပါတယ်။အဲဒါကြောင့်အနေနဲ့39နိုင်ကတ်နေတဲ့ယူကီလည်းစိတ်ပူသွားပါတယ်။ဟီဒိုရာရှိလည်း39နှစ်မှာကြာတာဖြစ်တော့မဆင်ဘူးနဲ့အမှတ်ညာအောင်လက်တွေ့ပါတာမှာအကောင်းဆုံးကြိုးစားလိုက်လို့ပြောပါတယ်။သူတို့ဒီယောနေတာတွေကိုလည်းဇပိတ်ပိုင်းအောင်တဲ့ကောင်မလေးကနားထောင်နေပါတယ်။ခါဆူတာဆော့မစားတာကြနေဖြစ်တဲ့ယူကီလည်းဂရိပေးတဲ့ခါဆူတာပါမောကိုရလို့ပြောနေပါတယ်။ဂရိလည်းအသေးအံရအောင်ဝယ်ခဲ့တာဖြစ်လို့ကျေးဇူးတော်တင်နေကြောင်းပြောပါတယ်။ယူကီလည်းကျေးဇူးပါဂရိလို့ပြောနေလို့ဂရိလည်းကြောင်သွားပါတယ်။အကြောင်းကတော့လွန်ခဲ့တဲ့ရက်ကပဲဟီဒိုရာရှိကိုပြန်မွေးစေတဲ့တာကြောင့်ပါဂရိလည်းယူကီနဲ့ဟီဒိုရာရှိဒီယောနေတာတွေကိုချက်ယူကီကခါဆူတာပွဲတော်မှာဝင်ကြဖို့လုပ်နေမှသိသွားပါတယ်။ဂရိလည်းယူကီကိုကာယဆံမွေးမှာနာမည်မရေးခဲ့တဲ့ကြောင့်ဆံမွေးကြပြီးပြန်မပါလို့မရတဲ့အကြောင်းကိုပြောပါတယ်။ဂရိကတက်တဲ့အခိုင်အမာနဲ့ပြောနေပေမဲ့ယူကီကတော့ဂရိလောက်တာလို့ပဲထင်နေပါတယ်။ဟီဒိုရာရှိလည်းအခုနာမည်ရေးလို့မရဘူးလားလို့ပြောပါတယ်။ဂရိလည်းအမားကချင်းသူခိုင်းတာလုပ်ပေးရမယ်အကြောင်းနဲ့ခါဆူတာပါမောပေးယူပါလဲကြေးရမယ်လို့ပြောပါတယ်။နောက်ဆုံးအနေနဲ့ရာမဆိုင်တဲ့ဝင်စုံမယူရဘူးလို့ပြောပါတယ်။အဲ့ဒီချိန်ဒေးတိုက်သွားပြီးခီလော်တင်ကြည့်လိုက်တော့နာမည်ရေးပြီးသားဖြစ်နေပါတယ်။ဟီဒိုရာရှိလည်းချော်လဲရောထိုင်လို့ပြီးဂရိအရင်မားနေတာနေမှာပါလို့ပြောပါတယ်။ဂရိလည်းစိတ်တူတူနဲ့ပြန်သွားပါတယ်။အမှန်တော့ယူကီကိုကူညီလိုက်တာကဟီကာကဲဆိုတဲ့ကောင်မလေးဖြစ်ပါတယ်။ဟီကာကဲလည်းယူကီကိုသူ့မှာရေးချင်းမှုပြန်ပွဲတော်ကိုနိုင်ရမယ်နည်းလမ်းနဲ့ရှိတဲ့အကြောင်းကိုပြောပါတယ်။အပိုင်းကိုစမှာတော့နာခါလုခေါ်တဲ့ကောင်မလေးကကုကနီနာတစ်ခုကိုလေ့ကျင့်နေပါတယ်။လေ့ကျင့်နေရင်ချော်လဲပြီးထိခိုက်တော့မှချင်းသူ့အကူကကာလိုက်ပါတယ်။အကိုထစ်သူထားဆိုပါနာခါကိုတေချာလေ့ကျင့်မှုပြောတာကြောင့်နာခါလည်းသူ့အကူကိုစိတ်ရက်စီမပြူလို့ထင်လိုက်ပါတယ်။အမှန်တော့ဒီဘက်နဲ့ညီမထစ်သူကိုအရင်ချစ်ပြီးထိခိုက်မှတော့ဆိုရနေတာပါ။နောက်နေ့မှတော့အိုဂရီဆိုကျောင်းတော်ကျောင်းရေးချင်းမှုပွဲတော်ကိုကျင်းပကြပါတယ်။ကျောင်းကောစီဥက္ကဋ္ဌဖြစ်တဲ့ထားစုကဒီနေ့မှလည်းပွဲတော်မှာရဲရဲတအူးလေးပါဝင်ထားပါတယ်။ပြန်မွေးထဲမှာနောက်ကျောင်းရဆိုရင်ဘာမှမသိရတဲ့ယူကီကသူ့မျက်မှောက်နဲ့တူတန်းတူနေရကြောင်းထားစုကစိတ်ပူပြီးအခြေအနေကိုတွက်ကြည့်ပါတယ်။ခီဒူယာရှိတို့ကတော့ခီကျူယာမီခပေးဆိုင်လေးကိုဖွင့်ထားပါတယ်။နာခါပြန်ဝဲမှာနိုင်ရကျင်တာကလည်းသူ့ကိုယ်စီကနေသူ့တော်တဲ့ကျောင်းကိုတရားကျင်လို့ဖြစ်ပြီးထိုကျောင်းတွေကိုလည်းခီဒူယာရှိကိုတွေ့ရနေပါတယ်။အဲ့ဒီချိန်ကာဇူတာဆိုဘူးပေါ်ဆန်ဝတ်ထားတဲ့တိုက်ခါရောက်လာလို့ယူကီလည်းလက်ပါပါတယ်။တိုက်ခါတော့ဒီဝစ်ဆန်ဝက်ပြီးပြန်မှုကဝင်ကြိုင်မှုတော့စဉ်းစားထားပါတယ်။နာခါလည်းသူကသူ့ကိုလောက်မတတ်ပါပဲမဲ့အေးတဲ့နေရာမှာတော့ကူပေးနိုင်ကြောင်းပြောပါတယ်။ယူကီကလည်းနာခါကိုသူတို့တော့ပေါင်းပြီးအခုထောက်နိုင်အောင်ကြားတာပေါ်လို့ပြောပါတယ်။ဒီကျောင်းတွေကိုထားစုကစောင့်ကြည့်နေပြီးသူညမကိုသူတို့နှစ်ယောက်တသွေးခွဲတယ်လို့ယူကီကိုစိတ်ထုံနေပါတယ်။ကျောင်းရဲ့ဝဲကို TV ကနေမှကြမှာဖြစ်တာကြောင့်ဟီဒိုယာရှိရဲ့ယူကီရဲ့မျက်နှာကိုလူတွေတွေ့ပြီးတရုတ်မှန်ပေါ်သွားမှကိုဆွေးနေပါတယ်။ဟီဒိုယာရှိတို့တန်ငယ်ချင်းတစုအေဂျိုချင်းရဲ့ရင်းနှီးနေတာကိုမြင်ပြီးတန်ငယ်ချင်းဖြစ်ရဲ့နာခါကတော့အားကြနေပါတယ်။နာခါလည်းရဲဆုံးပြီးယူကီကိုသူနဲ့တန်ငယ်ချင်းလို့ဖို့ပြောကယူကီကလည်းအလွယ်ပဲလက်ခံလိုက်ပါတယ်။နာခါထွက်သွားတော့ယူကီကဟီဒိုယာရှိကိုတန်ငယ်ချင်းဆိုတာဘာလို့နှုတ်ဆက်ဆိုင်ရေးလဲလို့မေးပါတယ်။နာခါလည်းယူကီနဲ့တန်ငယ်ချင်းဖြစ်သွားလို့ပြောနေပြီးကြောက်ကြံငွေရဲ့အစည်းအဝေးပွဲကိုကိုးပြီးတော့နားထောင်နေပါတယ်။ခဏနေတော့ပြန်ငွေကိုစားပြီးပွဲချင်းညာသူနေနဲ့အဆိုတော့နာခါကပါအားထိတာကြောင့်ကျောင်းသားတွေကစိတ်လှုပ်ရှားနေပါတယ်။တန်ငွေစီကန်းတွေကတော့ကျောင်းကောစီဥက္ကဋ္ဌကရဲထစ်ပြီးတန်ငွေဝင်တွေကတော့တကူးဖြစ်ပါတယ်။ဈေးကတကူးရီအကုန်လုံးကိုဖမ်းမိရေးနိုင်မှဖြစ်ပြီးတကူးတယောက်လွတ်သွားရင်တော့တကူးရီနိုင်မှဖြစ်ပါတယ်။ဖမ်းခံထားရတဲ့တကူးတွေကိုလည်းတကူးတယောက်ကစီးတင်ရနဲ့လက်နဲ့ထိပ်ပြီးကေလို့ရပါတယ်။တန်ငွေရဲ့ထက်လို့စီကန်းကတော့အတန်းတိုင်းကကြီးမားတဲ့ဆိုင်ရဲ့အတ္တစင်တိုင်းကိုဝစ်ပြီးတော့ပြန်ရမှာဖြစ်ပါတယ်။နာခါလည်းဒီလိုဝစ်စော်တွေဝစ်ပြီးပြန်ရတယ်ဆိုတာကိုသူသာဆန်းလို့သိရင်ပိုကောင်းလိမ့်မှာလို့ပြောပြီးတောင်းပန်နေပါတယ်။ယူကီလည်းတကယ်ချင်းတယောက်ဆိုတာတယောက်ကိုတယောက်ကူညီရတာမို့အတူပေါင်းပြီးဥက္ကဋ္ဌကိုနိုင်အောင်ကြမယ်လို့ပြောပါတယ်။သူမျက်နှာ TV မှာပါသွားမှဆိုတော့ကြောင့်ဒီဝစ်ဆောင်ကသူ့တို့လည်းစင်နေကြောင်းပြောပါတယ်။ထားစုကသူညမရဲ့ချစ်စရာကောင်းတဲ့ပုံကြည့်ပြီးပျော်စီစီလုပ်နေပါတယ်။ဒါပေမဲ့နာခါကသူ့ကိုကြည့်ပြီးဟိုဘက်လေသွားတာကြောင့်ယူကီကသူတို့ရမ်းမှဝင်ရှုံးနေရလို့ထင်နေပါတယ်။ပြန်မွေးစားတော့ကျောင်းကောင်စီဖို့ရနေဦးကဥက္ကဋ္ဌစီသွားပြီးရှုံးပေးလိုက်ပါတယ်။ထားစုကတော့လင်ညံတဲ့ချိန်နဲ့တယောက်ထွေးတယောက်လိုက်ဖန်နေပြီး3မိနစ်တွင်းမှာပဲအကုန်လုံးဖန်ခံလိုက်ရပါတယ်။ကျန်နေသေးတဲ့3ဦးတွေကတိုက်ကားကိုလည်းခဏလေးနဲ့ဖောင်းလိုက်နေပါတယ်။ဥက္ကဋ္ဌကယူကီကိုလုံမရအောင်ချုပ်ပြီးဖမ်းဖို့လုပ်နေပါတယ်။အဲဒီချိန်နာခါကစမပုံပေါက်ပြီးတော့ကဲလိုက်ပါတယ်။နာခါကယူကီနဲ့နေရလဲတဲ့ကြောင့်နာခါပဲဖန်ခံလိုက်ရပါတယ်။ယူကီလည်းဟီဒိုယာရှိပြောတဲ့တကယ်ကြီးဆက်ဆံရေးကြောင့်ပြောတာကိုပြန်သတိရပြီးနာခါကသူ့တဲ့တကယ်ကြီးတယောက်လိုလွတ်သွားတယ်ဆိုတာကိုသိလိုက်ပါတယ်။ထားစုကတော့သူညမချစ်သူကိုလွတ်ပြစ်ပြီးလို့ကြောက်တောင်ဖြစ်နေပါတယ်။ယူကီလည်းကင်မရာမရိုက်ပြအောင်ရှောင်ပြီးဥက္ကဋ္ဌနဲ့တိုက်ခိုက်ပါတယ်။ဥက္ကဋ္ဌကယူကီကိုချုပ်ထားပြီးနာခါကြောင့်ဘာမှမသိပဲတကယ်ကြီးလို့အထူးတလည်းမခေါ်ဘူးပြောပါတယ်။ယူကီလည်းထားစုကိုကိုင်းမောက်ပြီးနာခါစီကိုပြေးသွားပါတယ်။ယူကီရဲ့နာခါကိုအရင်တော့ဘာမှမသိပဲတကယ်ကြီးဆိုတော့လက်ခံလိုက်ပြီးအခုတော့အနေနဲ့နားလည်သွားပါပြီလို့ပြောပါတယ်။အားလာကြောင့်သူလည်းနောက်တဲ့ချိန်တကယ်ကြီးထိလာပေးပါလို့ပြောနေတော့ထားစုကယူကီကိုထိလိုက်ပါတယ်။အဲ့ဒီချိန်ချိန်ကြည့်သွားတာကြောင့်ပြန်ဝင်လက်ပြီးသွားပါတယ်။ဟီဒိုယာရှိလည်းယူကီရဲ့နာခါကိုကဲလိုက်နေတာကြောင့်သူတို့တန်းတိုင်ပြီးလို့ထင်နေပါတယ်။ဒါပေမဲ့ယူကီကအစကရစီးရီကိုရောက်နေပြီးသားဖြစ်လာကြောင့်သူ့ဖတ်တာအပန်းကနေလို့ဖြစ်သွားပြီးထားစုပဲနိုင်သွားပါတယ်။ယူကီလည်းရှုံးသွားတာကြောင့်ကျွန်တော်ဖြစ်နေပြီး TV သမားတွေကလည်းအင်တာဗျူးဖို့လာနေပါတယ်။နာခါလည်းယူကီရဲ့ညနာ TV ထဲပါသွားမှဆိုတာကြောင့်စမဘုတ်ခွဲလိုက်ပြီးတိုင်းခါနဲ့တူစားလိုက်ပါတယ်။အဲ့တော့ခါစုတဲ့ဝှက်ဆုံနဲ့ရောက်နေပြီးကျွန်တော်ဖြစ်နေတဲ့ယူကီကိုခေါ်သွားကြပါတယ်။နာခါလည်းယူကီကိုတောင်းပန်နေပြီးယူကီကလည်းဒါအတူမားကြောင့်မှလို့ပြောပါတယ်။ယူကီလည်းသူကနာခါတဲ့အသုံးဝင်နေတာကြောင့်ပြေဖို့လုံးနေခဲ့တာဖြစ်ပြီးနောက်လည်းတရင်တရင်နေရအောင်လို့ပြောပါတယ်။အဲ့ဒီချိန်ထားစုရောက်လာပြီးနာခါကိုခေါ်သွားကယူကီကိုလည်းနောက်တစ်ခါပြန်လို့ရရှော့ပေးပတ်မှုကြောင့်ပြောသွားပါတယ်။ညောင်တို့ရှိုးဝဲကြည့်တာကြောင့်ကျောင်းသားတွေစီနေပါတယ်။ဟီဒိုယာရှိလည်းရှိုးပေးမသွားတဲ့ယူကီကိုအစင်ပြေးလာလို့မေးပါတယ်။ယူကီလည်းပြန်ပွဲစကြရကနေပြီးတဲ့ချိန်နဲ့သူစိတ်တွေကနာမနေဖြစ်နေကြောင်းပြောပါတယ်။ဟီဒိုယာရှိလည်းအဲ့ဒါအတီးအောင်နေလို့ဖြစ်ပြီးယူကီကတစ်ချိန်လုံးပြောနေခဲ့တာကြောင့်စီးနေကိုတောင်မေ့သွားခဲ့ရလို့ရှင်းရပါတယ်။ဟီဒိုယာရှိလည်းနောက်နေ့ပြန်ပွဲကြရင်တော့နိုင်အောင်လုပ်ဖို့လို့ပြောပါတယ်။ယူကီလည်းအရင်ကဘယ်ချိန်တက်ခတ်ရမယ်မသိရကြောင်းနောက်နေ့အကြောင်းမစင်စားမိကြောင်းပြောပါတယ်။
ဒါပေမဲ့ခုတော့မနက်တရက်ဆိုတာကလည်းရှိတာကြောင့်ဒီနေ့မှာပါစားရမယ်ဆိုတာကိုတွေးရတာကစသူ့ပြောကြောင်းပြောပါတယ်ဘရာသာတို့ VPN နဲ့ကြည့်မှပတ်ဆိုင်ရတာဖြစ်လို့ကျွန်တော်ကိုပတ်ဆိုင်ရအောင်လို့နိုင်ငံရေးလို့ရတဲ့ VPN နဲ့ကြည့်ပေးကြပါအောင်နောက်နေ့မှတော့နာခဟီရိုယာစီရဲ့အိမ်ဝင်လာပြီးနေကြစွမ်းရည်ပြနေပါတယ်ရှုပ်စီလည်းသူလည်းဒီလိုပြနိုင်ကြောင်းပြောပြီးနှစ်ယောက်သမားအစီအစဉ်နေပါတယ်အဲ့ဒီချိန်ဂရေရောက်လာပြီးအိမ်မှာချစ်စရာကောင်းတဲ့ကောင်မလေးတယောက်ပြီးတယောက်ရောက်လာတယ်လို့ပြောနေပါတယ်ဂရေကဟီရိုယာစီနဲ့တော်တော်လေးကဲနေရကြောင်းယူကီယာတဝင်းတော်ပြီးဂရေရဲ့ချိုချင်းကိုဓာတ်နဲ့ပြလိုက်မိပါတယ်ယူကီရဲ့သူချိန်လာတော့တက်တယ်မဲ့ FA ရောက်သွားတာမတတ်နိုင်ဘူးလို့ပြောပါတယ်ဂရေကနာခရဲ့မိသားစုအကြောင်းကိုလည်းသိနေပြီးယူကီရဲ့စာမွေးစာရွက်ကိုနာခတင်သွားရဆိုတာကိုလည်းသိနေပါတယ်ဂရေထီကိုလာတဲ့အကြောင်းကသူတရုတ်ထီကိုမရှင်ရောက်သွားရမှာဖြစ်လို့ယူကီရဲ့အသည့်တွေရှိရင်သူ့ညီမအကြောင်းစုံစမ်းရအောင်လို့ဖြစ်ပါတယ်ယူကီလည်းသူ့မှာသူ့ဆရာကလည်းပြချသူတွေမရှိကြောင်းပြောပါတယ်ဂရေလည်းယူကီကိုဟီရိုယာစီနဲ့ချစ်တင်တုံးလိုက်ပါအောင်လို့ပောက်ကရက်ပြောပြီးပြန်လာပါတယ်ဂရေရဲ့စကားကြောင့်နာခနဲ့ယူကီတို့ကချစ်သူတွေလို့ထင်သွားပါတယ်အဲ့ဒါကြောင့်ဟီရိုယာစီလည်းသူတို့ကတာမန်ပါပဲဆိုတာကိုမနေရှင်းရလိုက်ရပါတယ်နာခကယူကီနဲ့ဟီရိုယာစီကအငြင်းတဲ့တဲ့နေပြီးနှစ်ယောက်သားလည်း live နေရကြောင်းထင်မိရဖြစ်တဲ့အကြောင်းပြောပါတယ်ဟီရိုယာစီလည်းသူတို့ကအတမန်ချေကြောင်းအတဲ့တဲ့ရှင်းရတယ်ပေမဲ့ယူကီကတော့ဒီနေပါတယ်ယူကီလည်းဂရေပြောတဲ့စကားကိုကြားပြီးအရင်ကသူ့ဒီလိုမျိုးဂယူးဆိုင်ပေးမဲ့သူမရှိကြောင်းနဲ့အစိမ်းတို့တယောက်သေးပဲလို့ပြောပါတယ်ဒါပေမဲ့အခုတော့သူကဝေပေးချင်တဲ့သူတွေတိုးထားတာကြောင့်သူ့ပြောကြောင်းပြောပါတယ်အဲ့ဒီချိန်နေ့ကြလာခဲ့ပြီးဟီရိုယာစီစီကိုလည်းသူ့ဖေကနေ့မှာဂျပန်ကိုပြန်လာမယ်ဆိုတဲ့စာကိုပို့ထားပါတယ်နောက်နေ့မှတော့အိမ်ဝင်ထဲမှာနေ့နဲ့နေပါတယ်ဟီရိုယာစီလည်းနေ့ကိုစုပြီးနေ့လူသားအသေးလေးလုပ်ထားတာကြောင့်ယူကီကလည်းအားကြပြီးတော့လိုက်လုပ်ပါတယ်ဒါပေမဲ့ပိုဆန်ကကြီးရဆိုးနေပေမဲ့ဟီရိုယာစီကတော့ယူကီကိုကောင်းပါလေလို့အားပေးပါတယ်အဲ့ဒီချိန်နေ့နဲ့ဆောင်းနေတဲ့အာကီမိုချီတာတို့ကထင်စီလိုက်မိပါတယ်ယူကီလည်းသူတေချာလုပ်ထားတဲ့ရိုးဆိုးဆိုးနေ့လူသားတွေပြက်စီးသွားလို့စိတ်ညစ်သွားပါတယ်အဲ့ဒီချိန်ဟီရိုယာစီစီကိုတရားစီကဖုံးလာပြီးဟီရိုယာစီလည်းပုံပြဖို့ထားသွားပါတယ်ဟီရိုယာစီလည်းယူကီကိုသူ့ဝီခိုအိမ်သွားကြချီလို့အိမ်ဆောက်ပေးပါလို့ပြောပါတယ်ယူကီလည်းဟီရိုယာစီကိုအပြန်ကျရင်ဒေးလုံးအောင်လို့ပြောပါတယ်ဟီရိုယာစီလည်းဝီခိုရဲ့အိမ်ကနေပြန်လာနေပြီးယူကီကသူ့ကိုဒေးလုံးအောင်လို့ပြောတာကြောင့်ညစာကိုအပြင်မှာစားချင်လို့လာလို့တွေးနေပါတယ်အဲ့ဒီချိန်လူတွေအုံနေလို့ဗာထိတက်လို့ဟီရိုယာစီလည်းတွားကြည့်ပေမဲ့အဲ့ဒါကယူကီဖြစ်နေပါတယ်ယူကီကဟီရိုယာစီအင်းနေမဲ့ထင်တာကြောင့်မပလာလေးဝက်ပင်နေပါတယ်ဒီလိုနဲ့ယူကီနဲ့ဟီရိုယာစီလည်းစိတ်ကြိုက်ရောက်လေဖို့လုပ်ကြပါတယ်ဟီရိုယာစီကယူကီကိုလူကြီးခဏကိုနဲ့ကလေးစိတ်ပုံစံမနေတာကြောင့်အခုတော့ယူကီရဲ့ပုံစံကြောင့်နေရခတ်နေပါတယ်ဟီရိုယာစီကလတ်စနာနဲ့မီဒီရဲ့ကြောင့်နှိမ့်မွေးနေရဲ့အလင်းကပိုတောက်ပါပြီးတလက်ထက်ဖြစ်စေကြောင်းပြောပါတယ်ဒါကိုကြည့်ရတော့သူတဲ့ကြောင့်နဲ့နေ့ကိုထစ်တာကလည်းဒါကြောင့်ပဲလို့ပြောပါတယ်ယူကီလည်းဟီရိုယာစီကနေ့ကိုထစ်တယ်လို့ပြောတာကိုအတန်နဲ့သူလည်းသူ့ကိုပြောတယ်လို့ထင်နေပါတယ်ယူကီလည်းဟီရိုယာစီကိုအမှန်တကယ်သူ့ကိုပြောတာမဟုတ်တာတော့မှအဲ့လိုပြောခံရလို့သူပြောကြောင်းပြောပါတယ်ဒီလိုမျိုးဟီရိုယာစီနဲ့ဒိတ်လုံးနိုင်ဖို့အတွက်ဝီကိုကအစားဆုံးယူကီကိုတင်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဒိတ်မှဝေးရမယ့်အင်ဂျီတွေကစတင်ဆင်ပေးကြတာကြောင့်အခုလိုမျိုးအဆင်ပြေဖြစ်သွားတာဖြစ်ပါတယ်နောက်နေ့မှတော့ဝီကိုကဟီရိုယာစီစီကိုလာလက်ပြီးဟီရိုယာစီနဲ့ဝီကိုယူကီကအချင်းခံစားချက်တွေကိုနားလည်လောက်မယ်လို့ထင်တာလို့မေးကြည့်ပါတယ်ဝီကိုလည်းသူအဲ့ဒါကိုမသိပေမဲ့သူအခုကိုတွေ့တာစိတ်က30လောက်ရှိမယ်ဆိုရင်ယူကီကထောင်မွန်ကျောင်းသားလောက်ရှိတယ်လို့ပြောပါတယ်ဝီကိုလည်းအဲ့လောက်တောင်ထင်နေစမ်းသပ်မှုလုပ်ရအောင်လို့ပြောပါတယ်ဝီကိုကဟီရိုယာစီကိုမိကို25ခုလောက်ပေးပြီးနောက်မှာတော့နှစ်ယောက်သမားကအတန်လည်း96ရာခိုင်နှုန်းတော့ကြိုက်နေကြောင်းပြောပါတယ်အဲ့ဒီချိန်ယူကီရောက်လာပြီးဝီကိုကယူကီကိုလည်းဟီရိုယာစီကိုမေးတယ်မိကို25ခုကိုမေးပါတယ်တခုမေးတိုင်းဟီရိုယာစီကညနာပူလာနေပြီးဝီကိုလည်းမတိမတာလေးတားနေပါတယ်ဝီကိုကယူကီကိုနောက်ဆုံးမေးခွန်းနေတဲ့ဖွင့်ရတာအတင်သူ့ကိုယ်စီကနေချစ်တယ်လို့ပြောတာခံရဘူးလားလို့မေးပါတယ်ယူကီလည်းခရစ်စမတ်မှာယူကီနေ့ကိုချစ်တယ်လို့ပြောကြောင်းပြန်ပြောပါတယ်ဝီကိုလည်းယူကီပြောတဲ့အထည်ကြောင့်အထင်မှာပြီးနှစ်ယောက်သမားကအတန်လည်း196ရာခိုင်နှုန်းတော့ဖြစ်နေကြောင်းပြောပါတယ်အဲ့တော့ဟောပေါ်လောက်စားကြပြီးဝီကိုကခိုတာစုတန်နီယာရဲ့ဇပွဲအောက်မှာအနှွေးဆက်ပါတဲ့ဇပွဲအောက်ကိုယူကီရဲ့ခြေထောက်ကိုဆန်ကန်ပြီးအသုံးညွှန်နေကိုပြောပြနေပါတယ်ဝီကိုလည်းအခုလိုခိုတာစုကိုသုံးနေတာကယူကီရဲ့ကျေးဇူးကြောင့်လို့ပြောပါတယ်အရင်ကသူ့ရဲ့ကိုကရှုပ်ပေါ်ထားတာကြောင့်ခိုတာစုထားစရာနေရာမရှိကြောင်းပြောပါတယ်ဟီတူယာစီလည်းသူ့အကြောင်းစုံကိုရှောက်ပြောနေတဲ့ဝီကိုတင်ပြပေးဖို့လုပ်ပါတယ်အဲ့တော့ခြေထောက်နဲ့ဝီကိုကိုလန့်ကန်လိုက်ပါတယ်ဒါပေမဲ့ဟိုကဘာမှဖြစ်ပုံမရတာကြောင့်ထပ်ပြီးတော့ကန်လိုက်ပါတယ်ခဏကန်နေရတော့မှဘာမှဖြစ်လို့ဟီရိုယာစီလည်းတခုကလွမ်းနေပြီဆိုတော့တိလိုက်ပြီးဇပွဲကိုတိလိုက်တော့သူကမိနေတာကယူကီရဲ့ခြေထောက်ဖြစ်နေပါတယ်အဲ့ဒါကြောင့်ဟီရိုယာစီလည်းရှက်သွားပြီးဘာမှမသိတဲ့ဝီကိုကလည်းလူရဆွဲနေလို့နှစ်ယောက်သမားညနာပူနေပါတယ်ဟီရိုယာစီငယ်ကသူနဲ့ဆုံးနေကြကောင်မလေးတယောက်ကိုဖွင့်ညှို့ပူပါတယ်ကောင်မလေးလည်းဟီရိုယာစီကိုဟီရိုယာစီကသူ့ကိုသဘောကျနေရမှာပဲတယောက်ထက်အထိမရနေတာတယောက်တည်းထိနေမှာကြောက်နေရလို့ပြောပါတယ်အမှန်တကယ်လည်းခုနေရကြောင့်နောက်ပိုင်းမှာဟီရိုယာစီကကောင်မလေးနဲ့မကစားဖြစ်တော့ပါဘူးလက်ရှိချိန်မှာတော့ဟီရိုယာစီဘေးမှာယူရှိနေပြီးဟီရိုယာစီလည်းအိမ်မှာဆိုးရကြောင့်အိမ်လုံးများတဲ့ယူကီကိုအလိုလိုက်ပြီးသူခန်းထဲကိုပဲဝင်ပြီးလို့ရှက်နေပါတယ်ကိုနဲ့ရင်းနှီးရသူနားမှာရှိနေယူကီကစိတ်လိုက်အိမ်နိုင်ပေမဲ့ဟီရိုယာစီကတော့စိတ်ထုတ်ချပြီးညဘက်တည်းအိမ်မပြောပါဘူးဟီရိုယာစီလည်းညဘက်တူအိမ်တာသူ့ထက်ယူကီတက်ပါအစီမတီတာကိုသိပေမဲ့ယူကီကိုအလိုလိုက်နေပြီးတော့ကိုကိုဒေါသထွက်နေပါတယ်ယူကီကတော့အိမ်လုံးတွေကိုကောင်းကောင်းလုပ်နိုင်နေပြီးသူ့ပထမဆုံးတီကိုရောက်တော့အချက်တကယ်ထိခဲ့တာကိုလည်းပြန်ပြီးတော့ဖတ်ဆန်နေနိုင်ပါပြီဒါပေမဲ့အာကီမိုချိုတာကိုဝင်ရှုပ်တာကြောင့်ချိုးလဲသွားပါတယ်ရေဒီဆိုးနေတဲ့ယူကီလည်းရေချိုးဖို့အင်ကြီးထွက်လိုက်ပြီးဟီရိုယာစီကတော့ရေဆိုးနေတဲ့အင်ကြီးကိုညနာပူရကြောင့်ယူကီရေချိုးဖို့ပြင်ပေးနေပါတယ်ဟီရိုယာစီလည်းအတိတ်ကသူနာကရင်းနှီးရသူတွေသူ့ကြောင့်ထွက်သွားတာကိုပြန်တွေးမိနေပြီးယူကီလည်းအဲ့လိုထွက်သွားမှအောင်ကြောက်နေပါတယ်ယူကီကလည်းဟီရိုယာစီဘူမန်နာကိုတတိထားမိပြီးချူစင်းနဲ့တယောက်နဲ့နှိမ့်သိပ်ပေးဖို့လုပ်နေပါတယ်ဟီရိုယာစီလည်းဒီတစ်ခေါက်တော့ညင်မရမယ်ဆိုတာကိုသိပြီးယူကီကိုအထက်ထက်ကြောင့်သားတယောက်ဖြစ်တဲ့သူတွေနဲ့မိန်းကလေးတယောက်ရဲ့ပုံပေါ်မှာအိတ်တာကမတက်တော့ဘူးလို့ပြောပါတယ်ယူကီလည်းသူငင်းခံရပြီလို့တွေးမိပြီးငိုနေပါတယ်သူကိုယ်တိုင်ကတော့ငိုတဲ့ခံစားချက်ကိုမသိပဲညလုံးထဲကနေပူတဲ့ကြီးတွေကျနေတော့ပဲသိပါတယ်ဟီရိုယာစီလည်းဒီချိန်မှာဘာလို့မှမသိရကြောင်းယူကီကိုအဝိဇ္ဇာနဲ့ဆိုအေးပဲလိုက်မယ်လို့ပြောပြီးရေချိုးခိုင်းလိုက်ပါတယ်ယူကီရဲ့တွေ့တာကဘဝတစ်လျှောက်လုံးမှာပထမဆုံးချိန်ငိုတာဖြစ်လို့ယူကီကတော့ဘာထိတိငိုနေပါတယ်ယူကီကတော့ကြောက်နေရဖြစ်တာတည့်ရကျွတာစားငိုနေပါတယ်ဟီရိုယာစီလည်းရွေးချယ်ရမရှိရကြောင်းယူကီကိုသူနဲ့တူအိတ်ခွင့်ပေးလိုက်ရကြပါတယ်ဟီရိုယာစီခင်ဗျာဆေးလို့ရပြီးအိမ်မပြောအောင်ကြောင့်တိတ်ကနေ2000ကျော်လောက်ကြည့်ပြီးမှအိတ်ကျော်သွားပါတယ်မနေ့ရောက်တော့ဟီရိုယာစီလည်း2ရက်လောက်အေးရက်ထားတာကြောင့်စူပါပေါ်မှာဆက်ပြီးတော့အိတ်နေပါတယ်ယူကီကတော့သူလျှော်ထားတဲ့တပတ်တည်းကနူးညံ့နေလို့ကျင်းနေပါတယ်အဲ့တော့ဟီရိုယာစီချန်ထားခဲ့တဲ့အရင်သွားလိုက်ပါအောင်မယ်ဆိုတဲ့စောင်းနေပြီးသူလည်းအာဂီမိုချိုတာကိုနဲ့လိုက်လျှောက်ထားပါတယ်ခါဆူတာဆော့ကိုတော့ပဲပြင်မယ်တစ်တစ်ကူနဲ့ဖြစ်နေရကြောင့်ဆိုင်ရပိတ်ထားပါတယ်တစ်တစ်ကူမှာမိသားစုနဲ့တူရှိနေကြတာကြောင့်ဆိုင်တိုင်းကပိတ်ထားကြတာကြောင့်စူပါမားကတ်ကြီးမှာလူတွေရှုပ်နေပါတယ်ယူကီလည်းရှော့စစ်ပေးနေတဲ့အမေကင်ကိုပဲဝယ်ခဲ့လိုက်ပါတယ်အိမ်ရောက်တော့ဟီရိုယာစီကလည်းအမေကင်ဝင်လာလို့ယူကီကထပြီးတော့ငိုပြန်ပါတယ်အိမ်တော့ညစာစားပြီးဟီရိုယာစီလည်းယူကီကိုမစားနိုင်အတင်းမစားဖို့ပြောနေပါတယ်ယူကီကတော့စားစရာတွေအရသာရှိနေရကြောင်းမှထပြီးတော့ငိုနေပြန်ပါတယ်ညရောက်တော့ဟီရိုယာစီလည်းမနက်ဖြန်သူ့ပိတ်လာမှာကိုအတွင်းညာပြီးစူပါပေါ်မှာပဲအိတ်ကျော်သွားပါတယ်ယူကီလည်းစူပါပေါ်မှာအိတ်နေတဲ့ဟီရိုယာစီကိုစောင်းနဲ့ခေါင်းလုံးလုပ်ပေးနေပါတယ်
မနေ့ရောက်တော့ဘီကိုကနှစ်တစ်မှနှက်ကွန်းသွားရအောင်လို့ဟီရိုယာရှိကိုလာခေါ်ပါတယ်ယူကီလည်းဟီရိုယာရှိကိုနှိုးကြည့်ပေမဲ့မရကြောင်းပြောပါတယ်ဘီကိုလည်းသူ့တက်ခဲလာခေါ်တာကသူ့ကိုမွေးနေ့မှာအရင်လိုတကယ်ချင်းနေဆိုပြီးနှက်ကွန်းသွားရအောင်လာခေါ်တာလို့ပြောပါတယ်ယူကီကလည်းဟီရိုယာရှိရဲ့မွေးနေ့မှာမသိအကြောင်းငိုနေရပါတယ်ဘီကိုလည်းယူကီမိုးတာကိုပထမဆုံးချိန်မြင်မှုရဖြစ်လို့ထူးဆန်းနေပါတယ်ယူကီလည်းသူကအခုလည်းတစ်ခုဆိုငိုနေမိရကြောင်းမလိုက်တော့ဘူးလို့မြင်လိုက်ပါတယ်အဲ့တော့ဟီရိုယာရှိနိုးပီလာသွားကြည့်နေပြီးဟီရိုယာရှိရဲ့ဖုန်းမှာနာကာစာဖို့တော်တွေ့လို့ဖတ်ကြည့်နေပါတယ်နာကာဟီရိုယာရှိကိုသူနဲ့တူနှက်ကွန်းသွားရအောင်ခေါ်ထားတာကြောင့်ယူကီကသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေါ်ကတော့လုံးကျတာတွေပဲလက်ခုရကြဘာမှမသိတဲ့ယူကီကိုနာကာရှင်းပြနေပါတယ်ယူကီနဲ့နာကာလည်းကံကြမ္မာဟောတဲ့စာရဲတီကိုတွေ့လို့စမ်းကြည့်နေပါတယ်နာကာကတော့ယူကီမသိတော့ရှင်းပြရလို့တကယ်တည်းဆက်တယ်လို့ခံစားနေရပါတယ်ယူကီကလည်းသူ့စာရဲထဲမှာကန်ဆိုးမယ်လို့ရေးထားတာကြောင့်ဟိုနေပြန်ပါတယ်နာကာလည်းအငုံမတိတော့တဲ့ယူကီကိုတတိယကိုခေါ်သွားပါတယ်ယူကီရဲ့စာရဲထဲမှာနေရာကြောင်းရမယ်လို့ရေးထားတာကြောင့်ယူကီရဲ့ဟီရိုယာရှိနဲ့ခွဲရမှအောင်စစ်ပူနေတာပါယူကီလည်းလက်တလုံးဟီရိုယာရှိကသူ့ကိုရှောင်နေရကြောင်းသူ့ကိုစိတ်ကုန်သွားပြီးလို့ပြောပြီးကိုနေပါတယ်နာကာလည်းကလေးတယောက်လည်းငိုနေတဲ့ယူကီကိုသူနဲ့မေဆုံးတော့အခုတော့တွေချေဖူးကြောင့်ပြောပါတယ်နာကာလည်းညှိကြရဲဆိုတာကဝမ်းနေတဲ့ခံစားချက်တွေထွက်သွားတာဖြစ်ပြီးအခုယူကီအငုံမတိတာကလည်းဝမ်းနေတဲ့ခံစားချက်တွေအများကြီးရှိတာကြောင့်လို့ပြောပါတယ်နာကာလည်းဝမ်းနေတဲ့ခါကားချက်တွေကုန်သွားရင်ယူကီလည်းအရင်လိုပြန်တိုးနိုင်မှာပါလို့အားပေးပါတယ်။အဲ့တော့ယူကီနဲ့နာကာလည်းနတ်ကွန်းစီမှာဆူတောင်းနေပါတယ်။အဲ့ဒီကနေပြီးဇန်ဝင်နေတဲ့ဟီရိုယာရှိတွေကိုလည်းသူ့ဖေကဖုန်းခေါ်နေပါတယ်။ဒီနေ့ကဟီရိုယာရှိရဲ့မွေးနေ့ဖြစ်တာကြောင့်နာကာယူကီကိုလက်ဆောင်အတူရှိနေတဲ့အချိန်ဒါမှမဟုတ်ညရှိခင်ကြည့်တဲ့အချိန်မှာပေးဖို့အကြံပေးပါတယ်။ယူကီရဲ့လက်ဆောင်ဘာပေးရမှမသိတာကြောင့်နာကာလည်းဟီရိုယာရှိတိုက်တဲ့ຢာတစ်ခုကိုပေးလိုက်လို့ပြောပါတယ်။ယူကီလည်းဟီရိုယာရှိတိုက်တဲ့ຢာတို့ပြောလို့ကောင်းထဲမှာဝါသားညက်ကြော်ပဲပေါ်လာပါတယ်။ဝါသားညက်ကြော်ကြလက်ဆောင်တွေလည်းပေးဖို့အစီအမံကြီးရကြောင်းဟီရိုယာရှိခန်းထဲမှာခဏခဏတွေ့နေနေဖြစ်တဲ့အယုတ်ကလေးကိုပဲပေးဖို့လုပ်ပါတယ်။နာကာလည်းအဲ့ကောင်တွေကိုဖေကာလို့ခေါ်ကြောင်းရှင်းနေရနေပြီးယူကီလည်းဟီရိုယာရှိခန်းထဲမှာတွေ့တဲ့အယုတ်မျိုးကိုဝယ်ဖို့လုပ်နေပါတယ်။ဒါပေမဲ့ဒီကောင်လေးကဝယ်လို့ရတဲ့ရမှုပဲရန်သုံးရတဲ့ကန်ဆယ်ရတဲ့ဟာဖြစ်နေပါတယ်။ယူကီလည်းသူ့လိုချင်တာမရပဲတခြားတွေပဲရနေလို့မူတော့မလို့ဖြစ်နေပါတယ်။အဲ့ဒီချိန်လူတယောက်ကလိုချင်တာရစမဲ့မန်တန်ကိုတင်ပေးရမလားလို့ပြောပါတယ်။ကိုလိုချင်တာရဖို့ဆိုရင်အနည်းဆုံးရိုက်မကြရဘူးစိတ်ထဲမှာဒီတစ်ခါမှမရရင်တက်ပြည့်မယ်လို့ပြောပြီးမှလှည့်လို့ပြောပါတယ်။ယူကီလည်းလုံးကျန်ရင်သမားပြီးအေးဆက်တဲ့အချိန်နဲ့ဒီတစ်ခါမှမရရင်တက်ပြည့်မယ်လို့ပြောပြီးလှည့်ပါတယ်။အဲ့ဒီနောက်အကုန်လုံးလည်းယူကီလိုချင်တာရတော့လားမရတော့ဘူးလားဆိုတာကိုစိတ်ဝင်စားနေကြပြီးအမှန်တကယ်လည်းလိုချင်တာရတော့လို့ပြောနေပါတယ်။ယူကီလည်းသူ့ကိုကူညီခဲ့တဲ့သူကိုကျေးဇူးတင်နေပြီးထို့သူကလည်းအရင်ကသူ့သားနဲ့ဒီလိုဖြစ်ခဲ့တာကိုအမှတ်ရလို့ကူညီကြတာပါလို့ရှင်းပြပါတယ်။ထို့သူကတော့နှစ်သက်မှအင်ကိုပြန်လာနေတဲ့ဟီရိုယာရှိရပဲဖြစ်ပါတယ်။ဘီကိုလည်းအဲ့ဒီလိုနေတဲ့သူ့ကိုနှုတ်လိုက်ပြီးသူတို့ရဲ့ဖေတော်မှာရောက်နေပြီလို့ပြောပါတယ်။ဟီရိုယာရှိလည်းယူကီကိုသူ့ဖေကြောင့်မပြောကြရသေးလို့အစီအနေပါမလားလို့ပြောနေပါတယ်။ဘီကိုလည်းယူကီနဲ့အချိန်ကြာကြီးတူရှိနေရတော့မှမပြောရသေးဘူးလားလို့ပြောပါတယ်။ဟီရိုယာရှိလည်းသူ့အမေရုပ်တည်းကဘာကြောင့်ထွက်လာလဲဆိုတော့သူမသိဘူး။သူ့အဖေကလည်းဘာကြောင့်ဒေါသထွက်လဲရဆိုတော့သူမသိတယ်လို့ကြည့်အောင်လို့မေးခဲ့ပြီလို့ပြောပါတယ်။ဟီရိုယာရှိဖေကနောက်ပိုင်းမှာပတ်စံချဖို့အတွက်နိုင်ငံခြားကိုအလုပ်သွားလုပ်ခဲ့ပြီးဟီရိုယာရှိကိုတော့ကလေးထိန်းနေထားခဲ့ပါတယ်။ဟီရိုယာရှိလည်းသူ့ဖေနဲ့လုံးနေတာသူ့ကောင်ကဒေါသထွက်နေရလားလို့တွေးမိရကြဘာမှမမေးခဲ့ပါဘူး။အဲ့ဒီချိန်နာဂါစီကနေယူကီကကကြမ္မာဟောတဲ့စာရဲကိုကြည့်ပြီးဆရာငယ်လို့အားပေးလိုက်ပါအောင်လို့ပြောပါတယ်။ခဏနေတော့ယူကီတရားလာပြီးဟီရိုယာရှိလည်းယူကီကိုသူ့အဖေကခဏနေအိမ်ကိုပြန်ရောက်တော့မှလို့ပြောပါတယ်။ဟီရိုယာရှိကတော့ယူကီနဲ့သူ့အဖေအဆင်မပြေမှအောင်စိုးရိမ်နေပြီးသူ့အဖေဘာပဲပြောဒီတစ်ခေါက်တော့ယူကီကိုသူကပဲပေးမယ်လို့ပြောပါတယ်။အဲ့ဒီချိန်မှာတီလိုရဲ့ဖေတရားလာပြီးဘီကိုကတော့ကလေးတစ်ပါးဝါတယ်သူ့ဖေစီမှာကပ်နေပါတယ်။ဟီရိုယာရှိလည်းသူ့အဖေကိုယူကီအကြောင်းအသေးစိတ်ပြောပြနေပါတယ်။အဲ့တော့ဟီရိုယာရှိဖေလည်းယူကီနဲ့တွေ့ပြီးအယုတ်ဆိုင်မှာတွေ့ဘူးတော့ပြန်မရသွားပါတယ်။ဒါအပြင်သူနဲ့လူကွဲလို့ဖူးတဲ့မစ္စတာဟူမူရာစီမှာယူကီကအင်ကူလုံးကျင်သမားတွေလုပ်ဘူးတာကြောင့်မစ္စတာဟူမူရာအကြောင်းတွေကိုပြောနေကြပါတယ်။ဟီရိုယာရှိကတော့သူမသိတဲ့အကြောင်းတွေကိုပြောနေကြလို့ဘေးဖယ်ထားတယ်လို့ခံစားလိုက်ရပါတယ်။ဟီရိုယာရှိဖေလည်းမစ္စတာဟာမူရာကသူ့ကိုသူ့မှာရှိတဲ့သမီးတယောက်ကိုမိသားစုတွေနဲ့လက်ခံပေးဖို့ပြောပူကြောင်းပြောပါတယ်။အဲ့ဒီချိန်ကမစ္စတာဟာမူရာရဲ့ကျမ်းမာရေးကောင်းသေးတာကြောင့်နောက်နေရာလိုပဲထင်မိကြောင်းပြောပါတယ်။ဒီလိုနဲ့စကားတွေပြောနေကြပြီးခဏနေတော့ဟီရိုယာရှိဖေလည်းဝီကိုမင်းရဲ့ပြောစရာရှိလို့ဝီကိုမင်းစီကိုတွားအောင်မယ်လို့ပြောပါတယ်။မတွားခင်မှာဟီရိုယာရှိရဲ့ဆက်ချောင်းနှစ်ပြည့်မွေးနေ့အတွက်လက်ဆောင်ပေးခဲ့ပါတယ်။ဟီရိုယာရှိလည်းသူနဲ့ယူကီအကြောင်းတွေကိုအရင်ကလည်းဘာမှမပြောနိုင်လို့ကိုယ့်ကိုဒေါသထွက်နေပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကိုယ့်ကိုတွန်းအားပေးပြီးသူ့အဖေကိုယူကီဒီအိမ်မှာနေလို့ရတယ်လို့မြင်ပါတယ်။ဟီရိုယာရှိဖေလည်းမင်းရဲ့သဘောကတော့ဘယ်လိုလဲလို့မေးပြီးဟီရိုယာရှိလည်းသူကတော့ယူကီကိုဒီမှာရှိစေချင်ကြောင်းပြောပါတယ်။ဟီရိုယာရှိဖေလည်းစိတ်ကြိုက်လို့ဖို့နဲ့မင်းဖေကတော့သူပဲပြောပေးမယ်လို့ပြောပါတယ်။ဒီလိုနဲ့ကားထပ်သွားပြီးခဏကြာတော့သူ့ဖေစီကနေဖုန်းဝင်လာပါတယ်။ဟီရိုယာရှိဖေလည်းယူကီကိုဖုန်းမိခိုင်းလိုက်ပြီးယူကီကိုသူ့သားနဲ့တခုတရက်ခတ်တာရှိတယ်လို့မေးပါတယ်။ယူကီလည်းအကုန်စင်ပြေပါတယ်လို့ပြန်ပြောပြီးဟီရိုယာရှိဖေလည်းသူ့သားကြောင်းလေးဖို့ကြိုးစားနေရကသူ့ဘေးမှာယူကီရှိနေတဲ့အကြောင်းပြောပါတယ်။အဲ့တော့ဟီရိုယာရှိဖေလည်းသူ့သားကိုဆက်ပြီးဆောင်းဆောက်ပါအောင်လို့ပြောပါတယ်။ယူကီလည်းဟီရိုယာရှိကိုညရှိခင်ကြည့်မလားလို့ပြောပြီးဟီရိုယာရှိလည်းကြောက်တော့နိုင်ပေမဲ့ကြည့်မယ်လို့ပြောလိုက်ပြီးယူကီကလည်းဟီရိုယာရှိကိုအိမ်ခံမိုးပေါ်ခေါ်တော့ပါတယ်။ယူကီကတော့နှလုံးလေးပေါက်ထွက်တော့မလို့တောင်ဖြစ်နေပြီးအရန်နေစိတ်လှုပ်ရှားနေပါတယ်။အဲ့နောက်ဟီရိုယာရှိကိုမွေးနေ့မှာကြောက်ရှင်ပါလေလို့ပြောပြီးမွေးနေ့လက်ဆောင်ပေးပါတယ်။ဟီရိုယာရှိလည်းကျိုးနေတဲ့ဖေကလေးကိုယူလိုက်ပြီးဒီဖေကလေးကလွန်ခဲ့တဲ့ဆယ်နှစ်ကနာမည်ကြီးခဲ့တဲ့အနမီထီချောင်ပြောပါတယ်။အဲ့ဒီချိန်တုန်းကဆိုသူကတကူအောင်ဆန်ပြီးသူ့ဖေကိုများမကပ်ပူစားတဲ့အကြောင်းပြောပါတယ်။အဲ့ဒီချိန်ကသူ့ဖေကသူ့အတွက်သူ့ကောင်တယောက်ထိခဲ့ပြီးသူ့မိထွက်သွားပြီးနောက်ပိုင်းမှာဆက်ဆက်ရရေလမှုတို့အကြောင်းပြောပါတယ်။ဟီရိုယာရှိကသူ့ဖေလို့ညအောင်နားမလဲတော့ပဲမေးလိုက်ရင်လည်းသူ့ကိုသူ့မိလို့ထားသမှာဆိုတာကြောင့်မမေးထိခဲ့ပါဘူး။ဟီရိုယာရှိလည်းယူကီကိုသူ့မိသားစုဝင်ဖြစ်လာစေကြောင်းနဲ့ဝမ်းနေတာကြောက်ရှင်တာတွေကိုအမနာပဲညှောက်ကြမယ်လို့ပြောပါတယ်။ယူကီကလည်းဝမ်းသာပြီးငဲ့ရည်ကြတဲ့ကကျော်လေးကမှလည်းငဲ့ရည်ကြတဲ့တာလို့မေးပါတယ်။ယူကီလည်းသူ့လိုမျိုးလူကဟီရိုယာရှိရဲ့မိသားစုဖြစ်နိုင်ပါမလားလို့ပြောပါတယ်။ဟီရိုယာရှိလည်းသူကယူကီကိုအများကြီးသဘောကျတာကြောင့်ဖြစ်လာနိုင်ပါလေလို့ပြောပါတယ်။ယူကီကလည်းဟီရိုယာရှိကိုသူလည်းအများကြီးသဘောကျပါလို့ပြောပါတယ်။အိမ်တော့ယူကီလည်းညစာပြည့်နေတစုံတစ်ခုကိုသတိရသွားပါတယ်။ဒီစကားလေးကတော့ဒီမှာပဲဆုံးတော့ပါတယ်။ဆုံးဖြတ်ကြည့်သူတဝိချင်းကိုကျေးဇူးတင်ပါတယ်။